သာသနာတော်နှစ်2562နှစ်ကောဇာတက္ကရာ1382ခုနှစ်ကဆုန်လာဇန်14ရက်2019ခုနှစ်မေလ18ရက်တောက်ကြနေ့မန္တလေးတိုင်းဒေသကြီးပြုံးတွင်ခရိုင်ပြုံးတွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာကျောင်းတိုက်ဓမ္မရတိမဟာဓမ္မတပဓမ္မယုံကျောင်းတော်ကြီးတွင်ဆင်ကျင်းပပြုလုပ်အပ်သည်မြတ်ဗုဒ္ဓဖွာတော်မူသည့်2642နှစ်မြောက်မွေးနေ့အကျိုးဓမ္မပူဇာအထူးဓမ္မသဘင်အခမ်းအနား၌ထော်ရင်မယားရည်စူး၍ဥအောင်မြင့်အကြီးတန်းအင်ဂျင်နီယာမိသားစုဥဒုတော်ဖြူတက်ထက်အထက်ဆိုင်မိသားစုဥသောညော့တော်ဝိုင်းတဲ့မိသားစုအောင်ချမ်းသာရွာဝင်းမြင့်ဦးတော်ရင်ရွယ်ရွှေမိအထက်ဆင်လုပ်ငန်းမိသားစုတို့ဤအမတဒါနာဓမ္မဒါနာအဖြစ်ဖြင့်ဟောကြားအပ်သောမဟောဒရပညာရှိနှင့်သူဤပညာစွမ်းအားအပိုင်းရှိတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအာယုံပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမိယံကာလံကရွန်တော်တိဒုက္ခရာတိခေရံကတောလောကဟိတယနာထောနမောမကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေးအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချင်းလဲအင်္ဂါမေတ္တာကြီးမှသမိသာနှင့်တထာဇနီဆွန်ញကြီးဟုကျက်တိထဝဲငါးသက်အစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြင့်ယံဤတန်ကြိုးကိုအထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဏချိန်ဖျားစွာရောက်တော်မူခဲ့ရရှာလိမ့်ပြီမဟာကရုဏိကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတတနာထသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမောဒရပညာရှိနှင့်သူဤပညာစွမ်းအားအပိုင်းရှိမြတ်ဗုဒ္ဓရဲ့ဖွာတော်မူတဲ့နေ့ကိုအမှတ်တရအဖြစ်ဆင်ခြင်ပါတယ်ကဆုံလာတရားပွဲတွေမှာဗုဒ္ဓနုတ္တိကုံမိမိတို့ရဲ့ယဉ်တဲ့နှလုံးထဲမှာပွားထုံးပြီးရသော်ပြရဲ့ဂုဏ်တော်တွေကိုအာရုံပြုတာပူဇော်ကြတဲ့ကုသိုလ်ကောင်းမှုကိုရရှိဖို့ဓမ္မရေးချီတယ်ရသော်ပြလွန်ခဲ့တဲ့နှစ်ပေါင်း1642နှစ်ကလူလောကမှာတတ္တလောကကြီးတစ်ခုလုံးကိုအကျိုးပြုဖို့ကောင်းကျိုးချမ်းသာတွေရစေဖို့လောကလည်းမှာပွင့်ထွန်းပေါ်ပေါက်ခဲ့တာဖြစ်တယ်
ဘုရားဆိုတဲ့သူတော်စင်အရှင်မြတ်ကြီးဟာလူတွေကလူသားတယောက်အနေနဲ့ပေါ်ပေါက်လာတော့လည်းပဲအလုံးကိုမြင့်မြတ်တဲ့စိတ်နေသဘောထားနဲ့တရားရီပေါ်မှာအကျဉ်းတရားကြီးမားစွာထပ်တတ်တဲ့ပုဂ္ဂိုလ်သူမြတ်ဖြစ်ရုံများမှာကတရားရီရဲ့အကျိုးစီးပွားကိုဖော်ဆောင်နိုင်တဲ့အသိပညာကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်ကိုရှောက်ရှိခဲ့တာဖြစ်ပါတယ်။ထို့သောတကယ်ပညာရှင်ပုဂ္ဂိုလ်ကြီးဖြစ်အောင်ဒေသရှင်နဲ့ကမ္ဘာတသိန်းကာလပတ်လုံးစိတ်ဓာတ်ရင်းချမှုကိုဖြစ်ပေါ်စေတဲ့ပါရမီ7ပါးအကျင့်တရားများကိုဖြစ်ကျင့်ခဲ့တာဖြစ်တယ်။ဘုရားဖြစ်ကြောင်းပါရမီတရားကောင်းတွေကိုဖြစ်ကျင့်မှမြတ်စွာဘုရားဆိုတာလောကမှာပွင့်ထွန်းနိုင်တာဖြစ်ပါတယ်။အဲ့ဒီမြတ်စွာဘုရားခင်ကိုရောမြတ်ဟာပြန်ပြီးတော့နှစ်ကာလဖော်ထုတ်တဲ့အခါမှာသာသနာနှစ်နဲ့ပဲဖော်ထုတ်လို့ရတယ်မဟာတက္ကရာလို့ခေါ်တဲ့လူတွေရဲ့တက္ကရာလို့ဆိုရင်မြတ်စွာဘုရားအလောင်းတော်ဟာမဟာတက္ကရာ68ခုနှစ်မှာဖွားမြင်တယ်လို့သူတို့ဆိုတယ်အဲ့ဒီမဟာတက္ကရာ68ဆိုတာဟာမကြာခဏနောက်ပိုင်းမှာကိန်းဂဏန်းနေရတက္ကရာတွေကိုရှော့ချခဲ့တာဖြစ်လို့ဒီတက္ကရာနဲ့တွေ့ရင်လည်းပဲအမှန်ရမှာမဟုတ်ဘူးမဟာတက္ကရာ68ခုနှစ်လို့မွေးဖွားတဲ့ခုနှစ်ကိုဆိုခဲ့တာဖြစ်တော့လည်းပဲယမလူမျိုးရဲ့တက္ကရာတည်ပြီလေ1380ခုဆိုနှစ်ပေါင်း1000ကျော်လေးပဲရှိသေးတာဖြစ်လို့ဒီတက္ကရာတွေကလည်းအချိန်ချင်းရှော့ချပြီးတော့ဖေရင်ကိန်းခန်းအရာတက္ကရာတွေကိုပြောင်းလဲခဲ့တာဖြစ်တယ်တက္ကရာဖြိုထားတယ်လို့ပြောတာပေါ့နော်လူတွေမှာလည်းအလုရှောက်တဲ့အခါမှာအလုရှောက်တဲ့အခါမှာတက္ကရာဖြိုကြတာတွေရှိတယ်တက္ကရာဖြိုပြီးတော့ရှောက်ကြတယ်ဘာဖြစ်လို့တော့ဆိုရင်အသက်ကတော့60ပြည့်ကနေနေပြီဒါပေမဲ့လို့50ဆိုပြီးတော့လုံးလို့ရအောင်လို့ဆိုပြီးတက္ကရာဖြိုထားကြတာနော်အဲ့တော့ retire လို့ဒီပင်စင်လဲယူလိုက်ရောလူကအသက်80လောက်ဖြစ်သွားအဲ့ဒီလူတွေတက္ကရာဖြိုတဲ့လူကလည်းရှိသေးတာဟုတ်အဲ့တော့မြန်မာတက္ကရာတွေနဲ့တွက်လို့မရအောင်အခု2642ဆိုတာဘာနဲ့တွက်ပြတာတော့ဆိုမြတ်စွာဘုရားပြိဋိဘံစံသွားတဲ့နှစ်ကတေချာပေါက်တွက်လို့ရတယ်အဲ့ဒါကိုသာသနာတော်နှစ်လို့ခေါ်တယ်2562အဲ့ဒီ2562ထဲကိုဘုရားဖွားတော်မူတာသိကြလို့ရှိရင်အနှစ်80ထဲပေါင်းလိုက်တာပဲဘုရားကတက်တော်80နေခဲ့ရတာကိုလွယ်လေးပဲ2562ခုကိုနှစ်ကိုတက်တော်အနှစ်80ထဲပေါင်းလိုက်လို့ရှိရင်2642နှစ်ဆိုတဲ့ဘုရားဖွားတော်မူတဲ့နှစ်ကိုသိရတာဖြစ်တယ်ပေါ့အဲ့ဒီနီးနဲ့တွေ့တာသို့တော့သမိုင်းကိုရေးသားကြတဲ့ပုဂ္ဂိုလ်တွေကအမတန်ရှိဝေးတဲ့သမိုင်းကြောင်းတွေကိုပြောတဲ့အခါမှာတက္ကရာတွေကအမျိုးမျိုးရှိသည့်အတွက်ကြောင့်သူတို့ကြတော့ခရစ်တက္ကရာဆိုတာနဲ့တွေ့ကြတာဒါက history လို့ခေါ်တဲ့သမိုင်းတွေကိုရေးသွားတဲ့ပုဂ္ဂိုလ်တွေရဲ့တွေ့ချက်နည်းကတော့ဘယ်လိုတွေ့တော့ဆိုမြတ်စွာဘုရားဟာ BC 623ခုနှစ်မှာပွင့်ဖွားတယ်လို့သူတို့တွေ့တယ် BC ဆိုတာ before Christ ခရစ်တော်မဖွေးဖွားမီ623လို့ဆိုလို့ရပေါ့ခရစ်တော်မမွေးခင်မြတ်စွာဘုရားဖွားတော်မူတာ623 BC 623လို့ဒီလိုတွေ့လို့ရှိကြတယ်ပေါ့နော်အဲ့တော့ခရစ်တော်တဲ့မြတ်စွာဘုရားက623နှစ်ကြီးတယ်လို့ဒီလိုပြောမှာတရှိမယ်ဆိုအဲ့ဒီ623ကိုအခုခရစ်နှစ်လို့ခေါ်တဲ့
2019 ခုနှစ်ကိုထက်ပေါင်းလိုက်မယ်ဆိုရင်လည်းအခု2642ရတယ်နော်2600အဲ့ဒီရှုထောင့်ကတွေ့ရင်လည်းပဲ2642ရတယ်အဲ့တော့မြတ်စွာဘုရားဖွားတော်မူခဲ့တဲ့သက္ကရာကိုပြောလို့အတိအကျဘယ်နှခုနှစ်ကမွေးတယ်လို့ပြောလို့မရတာဟာဘာသက္ကရာနဲ့ပြောလို့မရတာသက္ကရာတွေကခဏခဏဖြိုကြတာဖြစ်သောကြောင့်သက္ကရာနဲ့ပြောလို့မရဘူးလို့ဒီလိုဆိုတော့ပေါ့နော်အဲ့တော့2500နှစ်နဲ့1562နှစ်ကိုဖျားဖွားတော်မူတာ80ထဲတဲ့အခါကျတော့တခါတွက်လို့ရပြန်ဒါဖြင့်ဖျားအဖြစ်သို့ရောက်တဲ့အခါကျတော့တွက်တဲ့အခါကျတော့35ထက်ပေါင်းပြီးတော့တက်ရပြန်ပြိဋိဘံဆန္နာကျတော့2600 2560နှစ်ဖြစ်သွားတယ်အဲ့ဒီ3မျိုးကိန်းကနန်3မျိုးကိုမှတ်သားထားဖို့လိုအပ်တယ်ပေါ့ဒီကစုံလာပြီနေ့ဟာမြတ်စွာဘုရားဖွားတော်မူတာလည်းဟုတ်တယ်ဒီကစုံလာပြီနေ့ပဲဖျားပြည့်သူရောက်တော်မူတာလည်းဒီကစုံလာပြီနေ့ပဲနောက်ဆုံးပြိဋိဘံပြုသွားတာလည်းဒီကစုံလာပြီနေ့ပဲနေ့အားဖြင့်လအားဖြင့်ဒီလဒီရက်ဒီနေ့မှာပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့တပည့်ကြောင့်ရေးတဲ့ပုဂ္ဂိုလ်တွေက3 sacred day လို့မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့မွန်မြတ်တဲ့နေ့3ခုတိုက်ဆိုင်တဲ့ကစုံလပြီနေ့လို့ဒီလိုဆိုအဲ့ဒီကစုံလကိုအိန္ဒိယနိုင်ငံစကားလုံးနဲ့ပြောတဲ့အခါကျတော့ဝေတာခလို့ခေါ်တယ်ဝေတာခဆိုတာကစုံလကိုပြောတာဘာကြောင့်ဝေတာခလို့ခေါ်တော့ဆိုဝိတာခနဲ့ခနဲ့ရှင်းပြီးတော့ကောင်းကင်ယံလာပြီဝဉ္ကြီးဟာလာပြီနေ့မှာထွက်တာဖြစ်တယ်ဒီလမှာဝိတာခနဲ့ခနဲ့ရှင်းထွက်တယ်လို့ဆိုတယ်ဝိတာခဆိုတာနဲ့ခရဲ့နာမည်အကြောင်းမှကြီးပြောတာမဟုတ်ဘူးနဲ့ခရဲ့နာမည်အဲ့ဒီဝိတာခနဲ့ခနဲ့ရှင်းပြီးတော့ဝိတာခနဲ့ခထွက်တဲ့လမို့ဒီလကိုဝေတာခလို့အိန္ဒိယစကားလုံးဖြစ်ပေါ်လာတာဖြစ်တယ်အိန္ဒိယလူမျိုးတွေရဲ့အတန်တွဲနဲ့ပြောတဲ့အခါကျတော့ဗီစာခကိုသူတို့ကပြီးအောင်မဆိုတဲ့အခါမှာဗီဆက်လို့ဖြစ်သွားအင်္ဂလိပ်စကားမဟုတ်ဘူးဗီဆက်ဆိုတာဝေတာခပဲကစုံလာလို့ဆိုလို့တယ်ပေါ့ကမ္ဘာကုလသမဂ္ဂကအဖွဲ့ကြီးကတက္ကရာ2000မှာဘုရားဖွားတော်မူတဲ့နေ့ကိုခေတ်ဆက်တဲ့ holiday ဖြစ်ကြေညာခဲ့တယ်ဖြစ်အဲ့တော့တက္ကရာ2000မှာဘုရားဖွားတော်မူတဲ့နေ့ဟာအတိမတ်ပြုခံရတဲ့သဘောဖြစ်သွားတယ်နော်သို့သောဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ကတော့ကစုံလာပြီနေ့ကိုမြတ်စွာဘုရားရဲ့ခုံနေခြေစွတော်တွေကိုရည်မှန်းပြီးပူဇော်နေကြတာအထူးသဖြင့်မြန်မာနိုင်ငံမှာတော့ကစုံလာပြီညောင်ရီ3ပွဲဆိုပြီးပွဲတော်တစ်ခုလုပ်တယ်ပေါ့နော်ညောင်ရီ3ပွဲလုပ်တာဟာဖះပွင့်တော်မူတာကိုပဲအဓိကထားလုပ်တယ်ဖះရဲ့ဖွားတော်မူတဲ့နေ့ကိုလုပ်တာမဟုတ်ဘူးအခုဒီတရားဝဲကြတော့အဓိကဖွားပြီးမှပွင့်လို့ရတာဖြစ်တော့ကြောင့်အဓိကဖြစ်တဲ့ဖွားတော်မူတဲ့နေ့ကိုအဓိကထားလုပ်တာဖြစ်တယ်ဖွားတော်မူပြီးတော့ပွင့်တယ်ပွင့်ပြီးရင်ပြိဋိဘံဆန်တယ်ဆိုတဲ့ဒီရက်3ရက်ကိုကစုံလာပြီနေ့မှာတိုက်တိုက်ဆန်ဆန်ဖြစ်လို့ဝိဆက်ပွဲတော်ဆိုပြီးတော့ကျင်းပတာအခုတရားပွဲကျင်းပတာမြတ်စွာဘုရားဖွားတော်မူတဲ့ရက်ကိုဂုဏ်ပြုတဲ့အနေနဲ့အမတ်တရားပူဇော်တဲ့အနေနဲ့လုပ်တယ်လို့သူတို့မှတ်သားရမှာဖြစ်တယ်။လက်ပြင်ကဆိုရင်ညောင်ရီသုံးပွဲတွေလုပ်ကြတယ်။ဖះပွင့်တော်မူရာညောင်ပင်မှာမြတ်စွာဘုရားပွင့်တော်မူတဲ့အထိတ်မှန်အနေနဲ့ညောင်ရီသုံးပွဲတွေလုပ်ကြတယ်လို့ပြိဋိဘံပြုတာတော့ဘယ်သူမှမလုပ်ကြဘူးအဲ့ဒါတော့နော်ပြိဋိဘံပြုတဲ့ပွဲတော့မလုပ်ဘူးအဲ့တော့ဖွားတော်မူတဲ့ပွဲဖះရဲ့မွေးနေ့ပေါ့မွေးနေ့ပွဲကိုဆင်ကျင်းပကြတယ်ဗုဒ္ဓနေ့အဲ့တော့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဒါကိုသေးသေးချာချာသိရမှာဖြစ်တယ် BC 623မှာမြတ်စွာဘုရားမွေးဖွားတယ်
ခဏပြန်တွဲလိုက်တဲ့အခါမှာမြတ်စွာဘုရားဖွာတော်မူခဲ့တာနှစ်ပေါင်း2642နှစ်ရှိပြီလို့ကဆုံလာပြီပြီးလို့ရှိရင်တော့ဟိုဘက်ကျတော့ခဏန်းတိုးတော့ကဆုံလာပြီနေ့မှာ42ဖြစ်တော့လေကဆုံလာပြီကျတော့တရက်နေ့ကျတော့43နဲ့ရောက်ပြီအဲ့ဒီကျတော့ Happy New Year လေးပါလေးလောက်ကြပေါ့သာသနာတက္ကရာနှစ်သက်ပြောင်းပြီလို့ဒီလိုမှတ်တာဒါပြီးတော့တရက်နေ့မှပြောင်းတယ်ဒါလည်းသိတဲ့ပုဂ္ဂိုလ်ကတော်တော်ရှားတဲ့လူတွေအမှတ်တမဲ့နေကြတာပေါ့မှားတော့အမှတ်တမဲ့မနေရဘူးအဲ့လိုဆိုလို့အဲ့တော့မြတ်စွာဘုရားဟာလောကမှာပညာဉာဏ်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်တယ်ပညာဉာဏ်ကြီးလို့တတ္တဝါတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်တဲ့အခါမှာအလွဲမှားမရှိဘူးလောကမှာပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေကလွဲမှားပြီးတော့ညွှန်ကြားလို့ရှိရချက်မအောင်မြင်တာတွေအများကြီးရှိတယ်တတ္တဝါတွေအကျိုးရှိမယ်လို့ထင်ပြီးတော့လမ်းညွှန်ပေးမှုတွေဟာမှားယွင်းနေသည့်အတွက်ကြောင့်ချမ်းသာဒုက္ခမရဘဲနဲ့ဆင်းရဲဒုက္ခရောက်သွားတာတွေကအများကြီးနော်အဲ့တော့အကျဉ်းတရားရှိုံနဲ့မလုံလောက်ဘူးအဓိကအလုံးအတွက်ကောင်းကျိုးချမ်းသာရဖို့ဆိုတာအသိပညာအဓိကကြားတယ်အဲ့လိုအသိပညာအဓိကကြားတဲ့ဖရာဘဝကိုရောက်ရှိဖို့ရာအတွက်မြတ်စွာဘုရားပညာပါရမီတွေများစွာဖြည့်ခဲ့ရတယ်ဒီတဲကပညာပါရမီဖြည့်တဲ့တင်ပဲမြတ်စွာဘုရားရဲ့အလောင်းတော်တွေဟာဘလောက်စဉ်းစားဉာဏ်တွေအကောင်းတယ်ဆိုတာကိုဖော်ပြတဲ့ဥမင်္ဂဇတ်လို့ဆိုတဲ့မောဟဒရာပညာရှိအကြောင်းကိုဆက်လက်နားထောင်ကြရမှာဖြစ်တယ်မြတ်စွာဘုရားကိုပူဇော်တဲ့အနေနဲ့မောဟဒရာပညာရှိအကြောင်းဖျားမဖြစ်ခင်ရတဲ့အသိဉာဏ်တွေဟာပွင့်လင်းနေစဉ်းစားဉာဏ်ကောင်းတယ်ဆိုတာကိုသူတို့ဆိုလိုတယ်ပေါ့အဲ့တော့မောဟဒရာပညာရှိတဲ့သူရဲ့ပညာစွမ်းအားတွေကိုမှတ်သားကြရအောင်ဒီနေ့ဝိရဟမင်းကြီးရဲ့နန်းတော်မှာမောဟဒရာပညာရှိကိုရာဇမှုသင်အောင်ရာဇမှုသင်အောင်လှုပ်ဖို့ကိုင်မဲ့အမတ်ကြီး၄ယောက်ကလှုပ်ဖို့ကိုင်မဲ့ပညာရှိလို့ခေါ်တဲ့အမတ်ကြီး၄ယောက်ကဒီကြံဆောင်ပြီးတော့ဒုက္ခရောက်အောင်ပြစ်မှုတစ်ခုကိုကျွလွန်ကြဘုရင်ရဲ့ယရနာတွေဖြစ်တဲ့ပရမညာအုပ်ဆောင်ရွှေဘရဲ့ဘုရင်ဝတ်ဆင်တဲ့ရွှေဘရဲ့ဘုရင်ခြုံတဲ့ကပလာဘုရင်စည်းတဲ့ရွှေချင်းင်းတို့နန်းတော်အနေပျောက်သွားအောင်နန်းတော်ကြီးမှာယရနာပစ္စည်းတွေခိုးမှုဆိုတဲ့ပြဿနာကြီးတစ်ခုဖန်တီးကြတယ်ဖန်တီးတဲ့အခါမှာအဲ့ဒီပြဿနာအဲ့ဒီယရနာပစ္စည်းတွေကဘယ်မှာသွားတွေ့တုံးဆိုမောဟဒရာအိမ်မှာသွားတွေ့မောဟဒရာအိမ်တွေ့တော့မောဟဒရာဟာမင်းဖြစ်မင်းထံတင့်ပြီပေါ့သူ့အိမ်မှာရောက်တယ်ဆိုတာကိုသိရှိရတဲ့ဘုရင်ကြီးဘုရင်ဆိုတာလဲရန်သူအလွန်များစဉ်းစားဉာဏ်လဲအာနေကြောက်တယ်သူတို့ကအဲ့တော့မောဟဒရာကိုဖမ်းမှုစီးဖို့မိန့်ထုတ်တယ်မိန့်ထုတ်တဲ့အခါကျတော့အဲ့ဒီအချိန်မှာမောဟဒရာပညာရှိဟာအဖမ်းမခံရအောင်ရှောင်တိန်တဲ့အနေနဲ့တိတ်တဆိတ်အိမ်ကနေထွက်သွားတယ်အဲ့ဒါလဲအခုခေတ်လည်းအဲ့လိုပဲတိန်ရတယ်မတိန်လို့မရဘူးနော်ဖမ်းတော့မယ်လို့သတင်းကြားရဲ့အဲ့ဒါတိန်နေမှာတချို့ဟာကြတော့မဟုတ်ဘဲနဲ့ဖမ်းခံရတာတွေရှိတယ်လေအဲ့ရှောင်တိန်နေရတယ်မောဟဒရာပညာရှိကလည်းဒီအချိန်ဖမ်းခံရရင်မသက်တာဘူးလေဘုရင်ကြီးကစိတ်ဆိုးနေတဲ့အချိန်ဆိုသူလည်းတိတ်တဆိတ်ထွက်သွားပြီးတော့တိန်နေလဲရတယ်သို့တော့မောဟဒရာပညာရှိရဲ့ကျင့်ရာဖြစ်တဲ့အမရာဒေဝီကအဗ္ဗဒံမဉာဏ်စွမ်းဉာဏ်စာထက်တယ်ရတနာတွေဘယ်သူခိုးတယ်ဆိုတာသူဟာစနစ်တကျဖော်ထုတ်နိုင်ခဲ့ပြီးဘုရင်ကြီးကိုခိုးတယ်နဲ့တခိုးလေးယောက်ပါဖမ်းပြီးတော့ယရနာပစ္စည်းတွေကိုဘုရင်ကြီးကိုဆက်သနိုင်ခဲ့တာဖြစ်သည့်အတွက်ကြောင့်မောဟဒရာပညာရှိကရာဇဝမှုကလွတ်သွားတယ်လက်တွေ့ပြနိုင်လို့ရှိရင်လွတ်တာပေါ့ဒါလည်းပညာစွမ်းနဲ့မှဖြေရှင်းလို့ရတာခဏခေတ်မှလည်းပဲပြဿနာတွေဆိုတာဒီလိုရှိတဲ့အခါမှာတာမန်ဖြေရှင်းလို့မရဘူးအသိပညာစွမ်းနဲ့ဖြေရှင်းနိုင်မှရတယ်
နန်းတွင်ယရနာခိုးမှုပြဿနာကြီးကအမှန်တမ်းကြီးမားတယ်ဘုရင်ဆိုတာလည်းပဲချက်ချင်းအမိန့်ချတတ်တယ်တေချာမစစ်ဆေးပဲနဲ့ခိုးသူကိုတတ်စေးဆိုတဲ့အမိန့်နဲ့လုပ်တတ်တယ်နော်အဲ့ဒါကြောင့်မလို့ရှောင်တိန်နေလိုက်တာနောက်ခိုးသူ၄ယောက်ပေါ်လာတယ်ခိုးသူတွေဟာတခြားလူတွေမဟုတ်ဘူးအမတ်ကြီး၄ယောက်ပဲဖြစ်တယ်မောဒရာဒုက္ခရောက်အောင်ကြံဆောင်တဲ့အမတ်ကြီး၄ယောက်အမတ်ကြီး၄ယောက်ကိုဂရုံးပြောင်းအောင်ရိပ်ပြီးတော့မြောက်ကြီး၄ကောင်အဖြစ်အမယဒေဝီကတကယ်ကိုရုပ်ပြည့်ရှင်းပြဖြစ်အောင်ပညာရှိနှိမ့်ဆက်နည်းနဲ့နှိမ့်ဆက်တယ်ပညာရှိနှိမ့်ဆက်နည်းဆိုတာဘယ်လိုဟာတော့ဆိုလက်ကိုပက်လက်လှန်ထားတဲ့သဘောမျိုးလက်ဆိုတာပက်လက်လှန်ထားလို့ရှိရင်လှုပ်မှမလှုပ်နိုင်တော့ရက်ကန်ဖြစ်နေအပညာရှိနှိမ့်ဆက်တဲ့နည်းကအဲ့ဒီနည်းနဲ့နှိမ့်ဆက်တာတော့ဖြူကြီး၄ကောင်ဆက်သပြစေဆိုပြီးယရဏပစ္စည်းတွေလည်းပြန်သခိုးတွေဟာသူ့မဟောဒရာပညာရှိမဟုတ်ပါဘူးဒီလူ၄ဦးဖြစ်ပါတယ်ဆိုတာကိုတတိတက္ကရာနဲ့ငါအနှင်းခဲ့တယ်သို့တော်ဘုရင်ကြီးဟာမောဒရာပညာရှိကလည်းရှောင်တိန်သွားတာဖြစ်လို့နန်းတော်မှာသူ့ကိုအကြံပေးမဲ့လူမရှိတော့သခိုးတွေမိဘရဲ့တန်းနဲ့အရေးမယူပဲနဲ့လွတ်လိုက်တယ်လူငိမ့်ချမ်းသာခွင့်ပေးလိုက်တယ်ပေါ့နော်အဲ့ဒါမျိုးကလည်းရှိတယ်နော်တကယ်ကိုခိုးသူမှန်သိရတဲ့နဲ့လူငိမ့်ချမ်းသာခွင့်ပေးထားလိုက်ပြန်အဲ့ဒီအချိန်မှာဘာဖြစ်လာတော့ဆိုနန်းတော်မှာတကယ်ကိုပညာသားပပပြောနိုင်ဆိုနိုင်တဲ့ပုဂ္ဂိုလ်တကယ်ကိုတရားဓမ္မနဲ့ရှင်းပြပြီးပညာရှိစကားပြောနိုင်တဲ့ပုဂ္ဂိုလ်နန်းတော်ကြီးမှာစိတ်သုံးနေတယ်လူတော်လူကောင်းတွေစိတ်သုံးလာတယ်မဟုတ်တာလုပ်တဲ့လူတွေကများလာတာကိုဘယ်သူကတတိထားမိတော့ဆိုရင်ဘုရင်ရဲ့ထီးချက်ဆောင်နတ်သမီးထီးချက်ဆောင်နတ်သမီးဆိုတာဘုရင်ရဲ့ထီးချက်မှာသူကသူ့ရဲ့ပုံမွေးမှဖြစ်ပြီးတော့အဲ့ဒီမှာနေထိုင်တဲ့နတ်သမီးပေါ့နော်နေထိုင်တဲ့နတ်သမီးနတ်တွေဆိုတာတခါတရံကျတော့လူတွေရဲ့အဆောင်အုံနဲ့သူတို့ရဲ့အဆောင်အုံတွေမြေကြီးပေါ်ရှိတဲ့တစ်ပင်တွေနဲ့သူတို့ရဲ့အဆောင်အုံတွေဆိုတာဆက်ပြီးတော့နေတတ်တယ်ဒါတွေကိုဘူမထနတ်လို့ခေါ်တယ်သူတို့ကလူတွေလိုပဲလူတွေရဲ့အကြားမှာပဲအိမ်တွေမှာနေကြရတယ်လူတွေအနီးမှာနေကြရတယ်အိမ်တွေမှာဖြစ်တဲ့နတ်ကိုအိမ်ဆောင်နတ်လို့ခေါ်တာဒီလူတွေရဲ့အနီးမှာဖြစ်တဲ့ပုဂ္ဂိုလ်ကိုဆောင်နတ်လို့ခေါ်တာတကယ်ကတော့သူတို့ကိုမင်းငါတို့ကိုစောင့်ပါလို့ဂျူတီချထားတာမှမဟုတ်တာဘယ်သူမှလည်းပတ်စံပေးထားတာမဟုတ်ဘူးအဲ့တော့မရှိဘူးလားလို့ဆိုတော့အာရခဒေဝတာအဆောင်နတ်ဆိုတာတော့ရှိတယ်အဆောင်နတ်ဆိုတာသူများတာဝန်ပေးထားလို့စောင့်နေတဲ့နတ်မဟုတ်ဘူးနော်စောင့်နေတဲ့နတ်မဟုတ်ဘူးကိုယ်နဲ့ပတ်သက်ပြီးဖြစ်တယ်ခင်ရပင်ရပဲသူကခင်လို့ရှိရင်တော့စောင့်မှာပေါ့မခင်ရင်တော့မစောင့်နတ်ဆိုတာကကြောက်လဲတွန်းတတ်တယ်စောင့်လဲစောင့်ရှောက်တတ်တယ်နတ်ကလည်းနတ်ကောင်းနတ်မြတ်စိတ်ကောင်းနှလုံးကောင်းရှိတဲ့နတ်ကစောင့်ရှောက်မယ်ဒီ6တွန်းတတ်တဲ့နတ်ကလည်း6တွန်းတယ်အဲ့တော့နတ်ဆိုတဲ့အကောင်းကြီးမအောင်မေးလေးနဲ့နော်6တွန်းတဲ့နတ်ကတွန်းတာပဲအခုထီးချောင်းဆောင်နတ်သမီးကဘုရင်ကြီးအနိဗ္ဗာန်မှာဘုရင်ကြီးဟိုဟောပြောပြတာဆုံးမတဲ့စကားတွေဩဝါဒစကားတွေပြောဆိုခဲ့တဲ့ထဲမှာမောဒရာပညာရှိရဲ့ပြောဆိုမှုတွေဟာတကယ်ကိုတရားနိလန်ကြတာလေအဲ့ဒီတရားနိလန်ကြတဲ့စကားတွေကိုမကြားရအောင်မဟုတ်တရုပ်တွေပြောတဲ့လူတွေကလည်းပြောကြရင်ပြောကြတာမမှန်မကန်တွေပြောကြတယ်သို့တော့နတ်တွေကသိတယ်ဒီကောင်လိမ့်နေတယ်ဆိုတာနတ်တွေကသိတယ်သိနေတော့မှန်မှန်ကန်ကန်တွေမကြားရတာကြားတဲ့အခါကျတော့မဟောဒရာပညာရှိကိုနန်းတော်ပေါ်ပြန်ရောက်အောင်သူကြံဆောင်တယ်နတ်ကနေဘလို့ကြံဆောင်လို့ဆိုညအခါမှာထီးပြူကထီးချက်ကိုရုတ်တရက်ဘွားကနေထီးချက်ကိုဖွင့်ပြီးတော့နတ်သမီးတယောက်ပေါ်လာတယ်ဘုရင်ကြီးအိပ်ဆက်နေတဲ့အချိန်မှာပေါ်လာပြီးတော့ဘုရင်ကြီးကိုမေကွန်လေးပုတ်မေးသွားတယ်မေကွန်ပု္ပ္ပစာ၄ခုမေးသွားတယ်မေးသွားတဲ့အခါမှာ
ကဲဒီမေကွန်ဖြေပါဆိုတော့ဘုရင်ကြီးကစဉ်းစားတယ်နတ်သမီးမေးတဲ့မေကွန်၄ခုမဖြေနိုင်ဘူးမဖြေနိုင်တော့ဘုရင်ကြီးကနေ့ပြင်ကကျမပညာရှိတွေနဲ့တိုင်ပင်ပြီးတော့ဖြေပါမယ်ဒီနေ့တည့်ရက်တော့ခွင့်ပေးပါဆိုခွင့်တောင်းတာဒါနဲ့နတ်သမီးကကောင်းပြီဆိုသူခွင့်ပေးလိုက်တယ်နောက်တည့်ရက်ကျတော့မြောက်ဖြူကြီး၄ကောင်အဖြစ်ဆက်ခံထားရတဲ့သေနကတို့ပုဂ္ဂုတတို့ကာမိဏတို့ဒေဝိဏဆိုတဲ့အမတ်ကြီး၄ယောက်စီကိုဘုရင်ကြီးကမနေ့စောစောမှာဆင့်ခေါ်လိုက်တယ်ငါနန်းတော်ပညာရှိအမတ်ကြီးတွေလာခဲ့ကြတိုင်ပင်စရာရှိတယ်လို့ခေါ်လိုက်တဲ့အခါအမတ်ကြီး၄ယောက်ကကရုံးပြောင်အောင်တုံးထားတာဖြစ်တော့သူတို့မလာရဲဘူးတဲ့နော်ခုခေတ်ကတော့ကရုံးကိစ္စမရှိအောင်ဘောသမားလည်းကရုံးမယ်နော်လက်ဝဲသမားလည်းကရုံးမယ်ဆိုတော့ကိစ္စမရှိဘူးခုခေတ်တော့နော်အဲ့တော့သူတို့ကရုံးတုံးထားတာမလာရဲပါဘူးလို့ဘုရင်ကြီးစီပြောတယ်ဘုရင်ကြီးကကောင်းပြီမင်းတို့ဆိုပြီးတော့ဝန်ကြီးအုပ်ထုပ်ဝန်ကြီးတွေဆောင်းတဲ့အုပ်ထုပ်ကိုအဲ့ဒီခေတ်မှာဘုရင်ကြီးကပို့လိုက်ပြီးတော့ဒီအုပ်ထုပ်လေးဆောင်းပြီးတော့နန်းတော်အခါသားဝင်ညာလို့အဲ့ဒီခေတ်ကစားတယ်လို့အုပ်ထုပ်ပေါ်လာတဲ့ခေတ်လို့သူတို့ပြောတယ်နော်ဝန်ကြီးအုပ်ထုပ်ပွဲတဲ့ပြတဲ့အုပ်ထုပ်နဲ့တူလားမတူလားတော့မသိဘူးအဲ့ဒီဝန်ကြီးဆောင်းတဲ့အုပ်ထုပ်တွေဆောင်းပြီးခုခေတ်ပါလီမန်အမတ်တွေဆောင်းတဲ့ပေါင်းချက်တွေခေါင်းပေါင်းတော့မဟုတ်ဘူးနဲ့တူတယ်အဲ့ဒါလို့အုပ်ထုပ်ဆောင်းပြီးတော့တက်ခဲလို့ဆိုတော့အုပ်ထုပ်လေးဆောင်းပြီးတော့သူတို့နန်းတော်ထဲမှာခါစားဝင်လာကြတယ်ခါသားဝင်လာတော့ဘုရင်ကြီးကသူတို့ပြောတယ်ညကတဲ့ငါအိတ်နေတော့အိယာကနိုးနိုးချင်းနတ်သမီးတယောက်ပွားခဲ့တဲ့ပေါ်လာပြီငါ့ကိုမေကွန်ပု္ပ္ပာ၄ခုမေးသွားတယ်တဲ့အဲ့ဒီမေကွန်လေးကိုမင်းတို့ဖြေကြစမ်းဆိုတစ်ခုစီမေကွန်လေးထုတ်ပြောအဖြေကိုဘလို့မှရှာမတွေ့ဘူးခေါင်းကုတ်ချင်နိုင်ကုတ်ခေါင်းမောင်းတောင်ကျွတ်အဖြေကိုရှာမတွေ့ဘူးအဖြေမတွေ့တော့သူတို့လည်းမဖြေနိုင်ဘူးဘုရင်ကြီးကလည်းမဖြေနိုင်ဘူးအဲ့ဒီလိုမေကွန်ပု္ပ္ပာ၄ခုရဲ့အဖြေကိုလုံးဝအစားရှာပြီးတော့မတွေ့ကြဘူးအဲ့ဒီလိုနဲ့တနေ့ကုန်သွားတယ်ညရောက်တော့နတ်သမီးကပေါ်လာပြန်နော်ပေါ်လာပြန်ပြီးမင်းကြီးမနေ့ကမေးထားတဲ့မေကွန်အဖြေရပါလားလို့ဆိုမရသေးဘူးတဲ့ပညာရှိအမတ်တွေခေါ်ပြီးတော့မေးတော့လည်းမဖြေနိုင်ကြဘူးဘယ်အစဖြေရမှန်းကိုမသိဘူးအဖြေမှန်မထုတ်နိုင်ကြဘူးလောကမှာပြဿနာတစ်ခုဆိုအဖြေထုတ်တယ်ဆိုတာပညာရှိမှထုတ်နိုင်တာနော်အဲ့ဒါမှခဲနေတာမန်မေးခွန်းလေးတွေတောင်တစ်ခါအဖြေမှန်ထုတ်ဖို့ဆိုတာတော်တော်ခက်တယ်လေအခုလူမှုရေးနဲ့ပတ်သက်ပြီးတော့နတ်သမီးကမေးထားတဲ့မေးခွန်းတွေဟာအဖြေမှန်မထုတ်နိုင်ကြဘူးအဲ့တော့နတ်သမီးကဘာပြောလဲလို့ဆိုဘုရင်ကြီးကိုအပြစ်တင်ပြီးတော့စပြီးဘာပြောတော့ဆိုဒီနတ်သမီးကပြောတာဘာတွေပြောတော့ဆိုကောနုတန္တမိပိစောတိအခိပရိယေတနစရံတင်မင်းကြီးကဘာနဲ့တူတော့ဆိုရင်မိရှိနေပါရဲ့တန်းနဲ့မီးလိုက်ရှာနေတဲ့လူနဲ့တူတယ်တဲ့လောကမှာမီးရှိနေတဲ့တန်းနဲ့မီးကိုမမွှေးပဲနဲ့မီးကိုလိုက်ရှာနေတယ်မီးကိုကြောပေးပြီးတော့မီးလိုက်ရှာတော့ညအခါမှာလက်ခနဲ့ပြန်တန်းတဲ့ပိုးဆုံးယူကိုမီးထင်ပြီးတော့အဲ့ဒီကောင်ကိုဖမ်းပြီးတော့လောင်စာတွေထည့်ပြီးတော့ပါးစပ်နဲ့မှုတ်နေတာပိုးစိုးကြီးကိုလောင်စာထည့်ပြီးတော့ပါးစပ်နဲ့မှုတ်နေတယ်လို့မီးရှိရဲ့တန်းနဲ့မီးကိုမရှာဘဲနဲ့ပိုးစိုးကြီးကိုမှုတ်နေလို့ဘယ်လိုလုပ်မီးရမှာတော့တမင်းကြီးရှာပုံရှာနေလွဲနေပြီတမင်းကြီးအားကိုးတဲ့ပညာရှိအမတ်ကြီးတွေဟာပိုးစိုးကြီးတွေပဲမီးမှမဟုတ်တာပိုးစိုးကြီးသွားပြီးတော့မီးမွေးလို့ဘယ်လိုလုပ်ရမလဲတကယ်မီးလို့
တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်ကမောဒရာပညာရှိတာဖြစ်တယ်သူသာသိနိုင်တယ်ငါမေးတဲ့အမေကိုမောဒရာပညာရှိရလွယ်လို့ဘယ်သူမှဖြစ်နိုင်မှာမဟုတ်ဘူးအဲ့တော့သင်မင်းကြီးဟာမိမရှာပဲနဲ့ပိုးစိုးယူကိုမိလုပ်ပြီးတော့ရှားနေမှာဘယ်တော့မှအဖြေမရနိုင်ဘူးဒီစကားကနေစပြီးတော့ပြစ်တင်ပြီးတော့ပြောဆိုတာအဲ့ဒါတွေမကဘူးပြောလိုက်တာသူကအဒက္ခိရတ္တိခိဇောတံဇာတဝေဒအမိညထတတ္တခောမယသုံနာနိအဖိမတ္ထံတိနာနိသဝိပရိတာယတင်ညာယနာတက္ခိပစ္စလိတထာဘယ်လိုမှဘုဆိုးကြီးကိုမီးလုပ်လို့မရနိုင်ဘူးတဲ့ဒီအမတ်ကြီးတွေကိုမိကုန်းတွေဖြေခိုင်းလို့ဘယ်တော့မှဖြေနိုင်မှာမဟုတ်ဘူးတဲ့ဧဝံပိအနုပါယေနအထံနလည်းပဲတေမိခောအသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်ဟာမမှန်မကန်နီးလန်းနဲ့ရှာရင်ဘယ်တော့မှအမှန်တရားကိုရမှာမဟုတ်ဘူးမီးလိုချင်ပါတယ်ဆိုမှပိုးဆုံးညူသွားမီးမွှေးလို့ဘယ်လိုလုပ်ရမလဲဒီတိပဲပြောတာနော်ပိုးဆုံးညူနဲ့တူတဲ့အမတ်ကြီးတွေသွားပြီးမေးလို့ဒီအဖြေပဲရမလဲဒါလည်းမကဘူးဝိတန္တတောခဝန္တောဟံယထခိရဏဝိနတိနို့လိုချင်လို့နို့ညစ်ပါဆိုမှနွားရဲ့ဂျိုသွားညစ်တယ်နို့မညစ်ဘဲနဲ့ဂျိုသွားညစ်ရင်လည်းနို့ဘယ်လိုလုပ်ရမှာတော့လုံပုံလုံဒီလုံနီးလုံကနေရလွယ်မနေတယ်ဟောနွားရဲ့ဥချိုနဲ့တူတဲ့ဒီအမတ်ကြီးတွေသွားပြီးဒီမေကွန်မေးလို့ဘယ်လိုလုပ်ပြီးတော့နို့ရည်နဲ့တူတဲ့အဖြေထွက်မလို့မောဒရာပညာရှိလို့ဆိုတဲ့နွားရဲ့နို့မျိုးကိုညှစ်မှနို့ရည်ထွက်တော့ပေါ့ဆိုတာကသိတဲ့ပုဂ္ဂိုလ်မေးပေါ့မသိတဲ့ပုဂ္ဂိုလ်တွေသွားမေးလို့ဘယ်တော့မှအဖြေမရဘူးလို့ပြောချင်တာနော်ဘယ်တော့မှအဖြေမရဘူးအဲ့ဒါလို့ဥပမာစကားတွေနဲ့ပြောပြီးလောကမှာဘယင်းဆိုတာဟာတဲ့ဝိဝိဒေဟိဥပယေဟိအထံပပ္ပွန်တိမာနဝနိလမျိုးစုံနဲ့ကိုလိုချင်တဲ့အကျိုးရအောင်ကြိုးစားအထောက်ရတာဖြစ်တယ်ဘယင်းတွေဟာအဲ့ဒါလို့ပညာရှိတဲ့ပုဂ္ဂိုလ်တွေကြိုးစားအထောက်တယ်နိဂဟေနအမိတ္တနာမိတ္တနာပက္ခေနသာတိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုတာကိုယ့်ရဲ့ရန်သူကိုနှိပ်ကွက်ရမှာမိတ်ဆွေကိုချီးမွမ်းရမှာအခုကဘာမှအသုံးမကျတဲ့အမတ်ကြီးတွေကိုတော့ချီးမြှောက်ထားတယ်တကယ်တန်ဖိုးရှိတဲ့မောဟဒရာကိုတော့နှိပ်ကွက်ထားတယ်ဒီအိဗယ်ကိုပြောတာနော်မောဟဒရာကိုတော့နှိပ်ကွက်ထားတယ်သေနာမောက္ခပလာပေနဝလဘာနနေနသာသာတိစက္ကတိစက္ကတိပါလာအဝတန္တိဝတ္တုံတရာတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ဆိုတာဟာတဲ့နော်ဒီပညာရှိအမတ်တွေတကယ်ကိုစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေသူတို့စီကနီးခံပြီးတော့တိုင်းပြည်ကိုအုပ်စိုးရတာဖြစ်တယ်တေမင်းကြီးကအဲ့ဒါလို့မဟုတ်ဘူးတဲ့ရန်သူမိတ်ဆွေမခွဲခြားတတ်ဘူးအကျိုးရှိမရှိတတ်သိလိမ္မာမှုရှိမရှိဒါတွေကိုမခွဲခြားတတ်ဘူးတဲ့မခွဲခြားတတ်သည့်အတွက်ကြောင့်တင်မင်းကြီးလှုပ်သမျှဘယ်ရာမှအောင်မြင်မှုရမှာမဟုတ်ဘူးလို့ဘုရင်ကြီးကိုနှိပ်ကွက်ပြီးတော့ဘုရင်ကြီးနှိပ်ကွက်ပြီးတော့ပြောလိုက်တာအဲ့ဒါလို့ပြောပြီးမောဟဒရာပညာရှိမှတပါဒီမေးခွန်းတွေကိုဖြေနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးဒါကြောင့်မောဟဒရာပညာရှိကိုရအောင်ရှာဒီမေးခွန်းကိုသူ့စီကအဖြေရအောင်တောင်းဒီအဖြေကိုမဖြေနိုင်ဘူးဆိုရင်တင်မင်းကြီးကိုဟောဒီတန်တုတ်ကြီးနဲ့ခေါင်းကိုရိုက်ခွဲမယ်လို့ဘုရင်ကြီးကိုကြောက်လောက်အောင်ချိန်ချောက်ပြီးတော့နတ်သမီးကပြောသွားတယ်လူကလည်းနတ်မှကြောက်တာနော်နတ်မှကြောက်တာဟိုတစ်တော်တွေဆိုပြောင်းအောင်ခုတ်ကြတယ်ဘုန်းကြီးတို့စီမှာမရယာရဲ့မြောက်ဖက်မှာဘိုးတော်တောင်ဆိုတဲ့တစ်ပင်နေတော့အောင်လေဘယ်သူမှမခုတ်ရဲဘူးဘိုးတော်တောင်ခုတ်ရင်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့အစွဲလန်းနဲ့ကြောက်လိုက်ကြတာအဲ့ဒါကြတော့နော်နတ်ကြီးတယ်နတ်ရှိတယ်ဆိုမခုတ်ရဲတော့ဒီပြင်ပင်ဆိုပြောင်းအောင်ခုတ်တာအဲ့တော့နတ်တော့ကြောက်တယ်အဲ့တော့တပည့်နေမပြောင်းအောင်နတ်တွေကိုတန်တုံးကင်ထားပြီးတော့ရုပ်ပုံထဲထားမှဖြစ်မှာပြောင်းတော့ပြောင်းကုန်ပါပြီခုနော်အဲ့တော့ဖြည့်ချက်ဆောင်နတ်သမီးကအဲ့လိုချင်းချောက်ပြီးတော့
ဘုရင်ကြီးကလည်းကြောက်လန့်ပြီးတော့ဟာမောဟဒရာမတပါအကိုရငါမရှိတော့ဘူးဒီအမကြီးတွေကလည်းအဖြေမထုတ်နိုင်ဘူးအကယ်၍အဖြေမပေးနိုင်ဘူးဆိုရင်ငါတန်သမီးဟာငါ့ကိုဒဏ်ခတ်တော့မှာပဲဆိုအဲ့တော့သူ့ရဲ့မေမှုရန်တွေကိုဆင့်ခေါ်ပြီးတော့အယက်လေးမျက်နှာမြင်းစီတမန်တွေကိုဆွတ်လွတ်တယ်မောဟဒရာတွေ့တဲ့နေရာမှာဘုရင်ကခေါ်တော်မူတယ်ဆိုပြီးတော့ငွေ1000ပေးပြီးတော့သူ့လက်ထဲကိုငွေ1000ထည့်ပြီးတော့ချက်ချင်းခေါ်ခဲ့ရမယ်နန်းတော်အဲ့တော့အရာလေးမျက်နှာသူမြင်းစည်းတမန်တွေကိုဆွလွတ်လိုက်တယ်ဝိရိယတိုင်းအရှိပေါက်အနောက်ပေါက်တောင်ပေါက်မြောက်ပေါက်မြို့တကားပေါက်၄ပေါက်ကနေထွက်ပြီးတော့မောဟဒရာပညာရှိကိုရှားပွေကထွက်ကြထွက်တဲ့အခါမှာတောင်ဘက်ကိုထွက်သွားတဲ့မြင်းစည်းတမန်ကမောဟဒရာပညာရှိရဲ့တည်င်းအစနာကိုစတင်ရရှိလာတောင်ယဝမိစ္ဆရွာမှာမောဟဒရာရှိတယ်ဆိုတဲ့တည်င်းကြအဲ့ဒီရွာလိုက်သွားတယ်မောဟဒရာပညာရှိကအရှိယဝမိစ္ဆရွာသားသို့တော့မင်းပြစ်ဒဏ်သင့်လို့ပုံနေတာကြတော့တောင်ရွာသွားပုံတယ်နော်သူ့ရွာသူမပုံဘူးဒါလည်းအဲ့ဒါလိုပန်းနိုင်ရတယ်ဒီကောင်ဆွေမျိုးတွေစီအောင်းနေမှာပဲဆိုသွားဖမ်းမှလေအဲ့ဒီမှာမရှိဘူးတောင်ရွာမှာသွားပုံမြောက်ရွာဆိုတော့လေအမရာဒေဝီရဲ့ရွာဆိုတော့ဒါသူမိမရွာရှိမှာပဲဆိုပြီးတော့သွားဖမ်းလို့လည်းမရဘူးအဲဒါကြောင့်မို့သူနဲ့မပတ်သက်တဲ့တောင်ရွာကိုသွားပုံနေအဲ့တော့တမန်ကလိုက်ရှာလိုက်တဲ့အခါကျတော့သဲလွန်စားနဲ့ရှာလိုက်တော့လူစိမ်းရှာတဲ့အခါမှာအိုးလုပ်ငန်းလုပ်တဲ့အိုးအလုပ်ရုံမှာလူတယောက်တော့ရောက်နေလေရဲ့အိုးလုပ်ငန်းဝင်လုပ်နေတာရှိတယ်ဆိုတော့အဲ့သဲလွန်စားလေးရတော့သွားတယ်ဟိုရောက်သွားတဲ့အခါကျတော့မောဟဒရာပညာရှိကရွှွတ်နေအပေပေနဲ့အိုးလုပ်သမားရဲ့တပည့်ခံပြီးတော့အိုးတွေလုပ်အိုးလုပ်ရာကနေပြီးတော့ထမင်းစားချိန်ခဏနားတဲ့အချိန်မှာမယောမုတ်နေဘူးစားနေတဲ့အချိန်လေးမှာအမတ်ကရောက်သွားတယ်တမန်ကရောက်သွားတယ်မြင်လိုက်တာနဲ့သိပြီသူကအကင်းပါတော့ဒါနန်းတော်ကလိုက်လာပြီဆိုတာသိတယ်အဲ့တော့မောဟဒရာပညာရှိကသူ့စိတ်ကူးနဲ့သူဘုရင်ကြီးကသူ့ပေါ်မှာအထင်လွဲတာကဌိနန်းစိစိမ်လိုချင်လို့ဒီယရဏပစ္စည်းတွေကိုတိတ်တဆိတ်ခိုးယူတယ်ဘုရင်အာဏာကိုလူယူလိုက်မယ်အာဏာသိမ်းလိုက်မယ်ဆိုတဲ့ခုံးတိုက်ထားတဲ့သတင်းကြောင့်ဘုရင်ကြီးကထင်လွဲနေတာဖမ်းမိတ်ပေးထားတာအဲ့ဒါကိုရှောင်လွှဲဖို့အနေနဲ့ဒီစိတ်ကူးသူ့မှာမရှိဘူးဆိုတာကိုသိစေချင်လို့ရှော့အပေပေနဲ့ကိုယ်လုပ်ငန်းလုပ်ပြီးတော့အေးစေးစေးနေတာဖြစ်တယ်အဲ့ဒါနဲ့လိုက်သွားတဲ့တမန်လုပ်တဲ့အမတ်ကမောဟဒရာပညာရှိနားလည်းရောက်ရောမောဟဒရာပညာရှိကစားလက်စပယောမုတ်တွေကိုဒါဖယ်ပြီးတော့နန်းတော်ကလိုက်လာတဲ့အမတ်နဲ့စကားပြောတယ်နန်းတော်ကလိုက်လာတဲ့အမတ်ကသေနကဘက်သားဖြစ်တယ်သေနကအမတ်ကြီးနဲ့မောဟဒရာတို့ဟာပညာနဲ့ဥစ္စာဘယ်ဟာမြတ်တယ်လဲဆိုတဲ့ပုံမှာဒီဘိတ်လောက်ထားတာရှိတော့အဲ့ဒါကိုသိနေကြသေနကအမတ်ကပစ္စည်းဥစ္စာကဓမ္မိုးရှိတယ်ပညာကဓမ္မိုးမရှိဘူးပညာရှိတာပိုကောင်းပစ္စည်းဥစ္စာရှိတာပိုကောင်းတယ်လို့ဆိုတဲ့ဘက်ကနေဆိုခဲ့တာမောဟဒရာပညာရှိကအဲ့ဒါကိုခြေပပြီးပညာရှိတာပိုကောင်းတယ်ဆိုတဲ့အယူဆဘက်ကသူကအနိုင်ရခဲ့တာဖြစ်တယ်အဲ့ဒီလိုက်လာတဲ့အမတ်ကမောဟဒရာပညာရှိရွှွန့်ပေပြီးတော့အလုံးလုံးကင်စားတော့နေတာကိုချိပြီးတော့သူကသေနကဘက်သားအနေနဲ့မောဟဒရာပညာရှိကိုစကားပါပြောလိုက်တော့ဆိုသစ္ဆံကိရတွန်အပိပူရိပညာအရှင်ပညာရှိဟာပညာပဲဘလောက်ပဲရှိသေနကအမတ်ကြီးပြောတာမှန်တယ်ဘာကြောင့်လို့ဆိုရင်သင်ပညာရှိဟာပညာတော့ရှိပါရဲ့ပတ်စံမရှိလို့အခုလိုဒုက္ခရောက်ရတာလို့
ပိုက်ဆံမရှိလို့အခုလိုဒုက္ခရောက်တာယာတာဒိတိတိရိထိတိမတိစနတာယတိဘာဝဝတုပနိတံယောယဝကံဘုံစတိအပတုပံအရှင်ပညာရှိဟာဘလောက်ပဲပညာရှိတဲ့ပညာကဘာမှအကာအကွယ်မပေးဘူးဒါကြောင့်မို့လို့စင်စင်ရဲခုလိုမယောမုန်းတွေကိုလောက်ကင်စားတော့နေရတာသိထင်ရှားပြီမဟုတ်လားပညာနဲ့ဥစ္စာကပိုတန်မိုးရှိပါတယ်ဆိုတော့သူကလာပြီးတော့စကားပြောတယ်အဲ့ဒီအချိန်မှာမောဒရာပညာရှိကပြန်ပြီးတော့ခြေပါတာမင်းမသိပါဘူးတကယ်ကဒုက္ခံဒုက္ခေနပရိပါစယံတော့ငါဟာအခုဒုက္ခခံနေတာဟာချမ်းသာဒုက္ခရဖို့အတွက်ဖြစ်တယ်အကယ်၍သူလို့ဆင်းရဲတဲ့အလုပ်ကိုမလုပ်ဘူးဆိုရင်ဘုရင်ကြီးကအထင်လွဲနာကိုသူ့ပေါ်မှာအဲ့တော့ဆင်းရဲနဲ့လောက်ကင်စားတော့နေတာဟာသူ့ယာတုဂုံသိစီးတဲ့ဥစ္စာပြန်ရဖို့အတွက်များစွာအထောက်အကူပြုတယ်ဆိုတော့မင်းမသိဘူးငါတို့လို့စဉ်းစားဉာဏ်နဲ့ဒုက္ခခံပြီးတော့ချမ်းသာတိုးတက်အောင်ငါဟာကြံဆောင်ပြီးတော့လှုပ်ထားတာဖြစ်တယ်ကာလံဝိစိနံသန္ဒသံတော်အချိန်အခါလိုက်တင့်တော်တဲ့အချိန်လားမတင့်တော်တဲ့အချိန်လားအခုချိန်မှာသူရှိတဲ့ပစ္စည်းဥစ္စာတွေအသုံးချပြီးကြွားဝင်းနဲ့နေမယ်ဆိုရင်ဘုရင်ကြီးကပို့ပြီးတော့ထင်လွဲမှာဒီသူဟာအပြင်ထွက်ပြီးတော့လူသူတွေစီးယုံပြီးတော့ငါ့ကိုတော်လှန်မှုလုပ်နေတယ်လို့ထင်မှာအဲ့ဒီလိုမထင်ရအောင်ဒီအချိန်မှာကုတ်နဲ့လောက်ခဲ့စားတော့အောင်အချိန်ဖြစ်တယ်ဆိုတော့ကိုယ်ဆန္ဒတွေကိုဖုံးကွယ်ပြီးတော့အခုလိုအချိန်ခါအားလျော်ဆိုငါဟာဒုက္ခခံပြီးတော့လှုပ်နေတာဖြစ်တယ်အထတ္တဒွါရဏိအပပုရတောတကယ်ကိုအကျိုးရှိမဲ့လမ်းကြောင်းတစ်ခုကိုငါဖွင့်လှစ်ဖို့ရကြိုးပမ်းမှုသာလည်းဖြစ်တယ်တေနဟံတုတ်တံမိယောဝတနေနာဒါကြောင့်မယောမုံစားတဲ့ဆင်းရဲဒုက္ခလေးကိုငါကျင့်တတ်တယ်ငါလုံနေတာဟာအောင်မြင်ဖို့ပဲဖြစ်တယ်မောဒရာပညာရှိကပြန်ပြီးတော့ခြေဆိုးလိုက်တယ်အဲ့ဒါလို့ခြေဆိုးလိုက်တဲ့အခါကျတော့လာပြီးတော့ဒီခေါ်တဲ့အမတ်ကမောဒရာပညာရှိဘုရင်ကြီးကမှားလိုက်တဲ့သတင်းစကားကိုတွေ့တဲ့နေရာမှာချက်ချင်းခေါ်ခဲ့ရမယ်ငွေ1000ကိုလည်းပဲသူ့လက်ထဲပေးရမယ်လို့ဆိုဘုရင်ကြီးကအမိန့်ချလိုက်တာဒါကြောင့်သူယူလာတဲ့ငွေ1000ကိုမောဒရာပညာရှိလက်ထဲထည့်ပြီးတော့နန်းတော်ကိုချက်ချင်းလိုက်ခဲ့ရမယ်လို့ဘုရင်ကြီးကအမိန့်ချပါတယ်ဆိုမောဒရာပညာရှိကငွေ1000ကိုလက်ခံပြီးဩလုသမားပိုင်ရှင်ဩလုငံပိုင်ရှင်ကိုအဲ့ဒီငွေ1000ကိုပေးလိုက်တယ်အဲ့ဒီလိုသူတို့နှစ်ဦးနန်းတော်ကလိုက်လာမှဩလုငံပိုင်ရှင်ကြီးကလည်းသူဟာတကယ်ကိုဘုရင်ကြီးကချီးမြှောက်ထားတဲ့မောဒရာပညာရှိကိုသူ့ရဲ့တပည့်အဖြစ်စိတ်ခိုင်းမိပါလားဆိုပြီးသူအဲ့ဒီမှာလန့်နေသို့တော်မောဒရာပညာရှိကဘာမှမကြောက်နဲ့သူ့အတွက်အခုလိုခိတ္တခဏခုတ်ကိုးခွင့်ပေးတာကိုကျေးဇူးတင်ပါတယ်ဆိုပြီးငွေ1000ကိုဩလုငံပိုင်ရှင်လက်ထဲထည့်ပြီးတော့နန်းတော်လာတဲ့မြင်းလဲပေါ်မှာမြင်းထားပေါ်မှာတက်ပြီးတော့ချက်ချင်းလိုက်လာခဲ့တယ်အဲ့ဒါလည်းပဲရှွန့်အပေပေနဲ့ချက်ချင်းလိုက်သွားတာလဲဘုရင်ကြီးဒေါသပြေဖို့အတွက်ပဲရေမိုးချိုးတာတွေမလုပ်ဘူးချက်ချင်းလိုက်သွားတယ်ခေါ်ရောက်တဲ့အခါနန်းတော်ရောက်တယ်သို့တော်ဘုရင်ကြီးကရေမိုးချိုးပြီးမှနန်းတော်ကိုဝင်ခဲ့လို့မိန့်ချလိုက်တဲ့အခါမှာအိမ်ပြန်ရေမိုးချိုးဝတ်စားတွေဝတ်ပြီးမှပြန်ဝင်အဲ့ဒီမှာသွားခေါ်တဲ့အမတ်ကဘုရင်ကြီးကိုတဏှုတင်ရတယ်အပြည့်စုံမောဒရာကိုဘယ်နှတွေ့တယ်ဘယ်လိုပုံစံနဲ့တွေ့တယ်ဆိုတာတွေအကုန်လုံးပြောတဲ့အခါမှာဘုရင်ကြီးကငါ့ကိုအာဏာသိမ်းမှုသူ့လုံးတာမဟုတ်ဘူးဆိုတာတတိတကရာဖြစ်သွားတယ်ပေါ့နော်ဘုရင်ကြီးရဲ့စိတ်ဟာပို့ပြီးတော့ခြေနှက်သွားတယ်သူဟာတိတ်ရှောင်နေတဲ့အချိန်မှာလူသူစုပြီးငါ့ကိုတော်လှန်မှုလုပ်ဖို့မဟုတ်ဘူးဖြစ်တယ်လို့သူဟာဆင်းရဲဒုက္ခခံပြီးတော့
နေရတာဖြစ်တယ်အဲ့တော့မဟောဒရာငါ့ကိုလောက်ကြံမှုဆိုတာမဟုတ်နိုင်ဘူးဆိုဘုရင်ကြီးကယုံကြည်မှုရသွားတယ်အေးနန်းတော်ရောက်တဲ့အခါကျတော့ဘုရင်ကြီးကမဟောဒရာပညာရှိကိုပလင်ပေါ်မှာတင်ပြီးတော့အကျိုးအကြောင်းပထမစပြီးတော့ဗာပြောတော့ဆိုသူ့စိတ်ထဲမှာမဟောဒရာပေါ်မှာစိတ်ချနိုင်သေးဘူးဘုရင်ဆိုတာမျိုးကသူ့ယာတုအာနာကိုလူမှအမတန်ကြောက်တယ်ဒါကြောင့်မို့စိတ်မချနိုင်သေးဘူးစိတ်မချနိုင်တဲ့အခါကျတော့ဘုရင်ကြီးကမဟောဒရာပညာရှိကိုစူးစမ်းတဲ့အနေနဲ့စကားစားတယ်ဒုက္ခိပိဟေကေနဂရောန္တိပပံအဝနတန်တကဗယပုနေကေအေလောကမှာပစ္စည်းဥစ္စာပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာတချို့ပုဂ္ဂိုလ်တွေကမဟုတ်တာမလုပ်ကြဘူးတဲ့ပစ္စည်းဥစ္စာပြည့်စုံပေမဲ့မဟုတ်တာမလုပ်ကြဘူးတဲ့အဝနတန်တကဗယပုနေကေတချို့ပုဂ္ဂိုလ်တွေကြတော့မဟုတ်တာလုပ်တယ်လို့မကောင်းတဲ့နေထွက်မှဆိုသည့်အတွက်ကြောင့်မဟုတ်တာကိုမလုပ်ကြဘူးတဲ့ပဟုသမနာဝိပုလထစိတ်တိကိဉ္ကာရဏမေနကရောတိဒုက္ခမောဒရာပညာရှိမိမကပစ္စည်းဥစ္စာလည်းပြည့်စုံတယ်ကြံရည်ဉာဏ်ရည်ကြံဖန်ကြံရည်ဉာဏ်ရည်လည်းရှိတယ်အဲ့ဒီလိုပြည့်စုံသူဖြစ်ပါရဲ့တန်းနဲ့ငါ့ကိုဒုက္ခပေးမဲ့အလုပ်ကိုမင်းဘာလို့မလုပ်ထားလဲစူးစမ်းကြည့်တာနော်လောကမှာပြည့်စုံတဲ့လူတွေဟာသူများကိုဒုက္ခပေးဖို့လွယ်တယ်လေပြီးတော့သူကကြံရည်ဉာဏ်ရည်ကလည်းကြံရည်ဖန်ရည်ကလည်းသူ့မှာပြည့်စုံအဲ့လိုပြည့်စုံရဲ့တန်းနဲ့ငါဒုက္ခရောက်မဲ့အလုပ်မျိုးကိုမင်းဘာလို့မလုပ်ထားလဲဆိုတော့မောဒရာပညာရှိကဖြေတယ်နပန္တိတာအတ္တဒုက္ခတာဟေတုပါပဏိကမ္မဏိသမှုရစရန္တိရှင်မင်းကြီးတဲ့ပညာတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာကိုချမ်းသာဖို့အတွက်နဲ့သူများကိုဘယ်တော့မှဒုက္ခမပေးပါဘူးပညာရှိအစစ်အမှန်ဆိုရင်ဘယ်တော့မှသူများဒုက္ခရအောင်မလုပ်ဘူးတဲ့ကိုချမ်းသာမှုကိုအကြောင်းပြုပြီးတော့သူများကိုဒုက္ခပေးတယ်မဟုတ်တဲ့တရားဆန့်ကျင်တဲ့အတ္တမအလုပ်မျိုးကိုလုံးနေမရှိပါဘူးတဲ့ဒုက္ခေနဖုဒ္ဓခလိတာပြီအခက်အခဲကြုံလို့ဆင်းရဲဒုက္ခရောက်ပြီးခြေကျော်လက်ချော်နဲ့ဆင်းရဲဒုက္ခရောက်ပြီးဆင်းရဲနေရတဲ့အချိန်လေးပါပဲဖြစ်ပါစေသန္တာစဒေါသစနသဟန္တိဓမ္မသူတို့ဟာဒီသန္တာဂတိကြောင့်လည်းပဲတရားလမ်းကြောင်းကိုမစွန့်ဘူးတဲ့ဒေါသဂတိကိုအကြောင်းပြုပြီးတော့လည်းပဲတရားလမ်းကြောင်းကိုမစွန့်ကြပါဘူးဆိုလိုတာကပညာရှိပုဂ္ဂိုလ်ဟာကိုချမ်းသာဖို့အတွက်မဟုတ်တာဘယ်တော့မှမလုပ်ဘူးလို့ဆိုလိုတယ်နော်အဲ့တော့မဟုတ်တာလုပ်တဲ့ပုဂ္ဂိုလ်တွေကတရားဓမ္မကိုမကျင့်သုံးမဲနဲ့မဟုတ်တာလုပ်တဲ့ပုဂ္ဂိုလ်တွေကတကယ်ပညာရှိမဟုတ်တဲ့ပုဂ္ဂိုလ်တွေပေါ့နော်ပညာရှိဆိုရင်ဘယ်တော့မှမကောင်းတာမလုပ်ဘူးတဲ့မကောင်းတာမလုပ်ရုံနဲ့မကဘူးဆင်းရဲဒုက္ခကြုံတဲ့အချိန်မှတောင်မှပဲသူတို့တွေဟာဒီအဂတိ၄ပါးကိုလိုက်စားလေးမရှိကြဘူးအဂတိဆိုတာမလုတ်တဲ့နာကိုလှုပ်တာကိုအဂတိကမနာအဂတိဆိုတာမလုတ်တဲ့လမ်းကြောင်းကိုကမနာသွားခြင်းလို့အဓိပ္ပာယ်ရတယ်အဂတိဆိုတာမသွားတဲ့လမ်းကြောင်းမလုတ်တဲ့လမ်းကြောင်းဘာတွေကြောင့်မသွားတဲ့လမ်းကြောင်းကိုသွားကြတယ်လဲဆိုရင်ကိုယ်နဲ့သိလို့ဆိုတယ်ခင်မင်လို့ဆိုတာကိုအကြောင်းပြုပြီးတော့လဲမလုတ်တဲ့လှုပ်လိုက်ကြတယ်ဆိုပါစို့ဥပဒေကဒီလိုရှိတယ်ဒါပေမဲ့ဥပဒေတိုင်းမသွားဘဲနဲ့ဒီလူကတော့ငါအသိဖြစ်လို့ဆိုပြီးဖာဖာထေးထေးလှုပ်လိုက်တယ်ဒါအဂတိလိုက်စားမှုလို့ခေါ်တာနော်သူဥပဒေချိုးဖောက်နေတာကိုသိရတဲ့နဲ့ငါနဲ့သိတဲ့လူမို့တက်တက်ညာညာလှုပ်လိုက်မယ်ဒါကသန္တာဂတိလို့ခေါ်တယ်အာဒီကောင်ကိုတော့ချမှဖြစ်မယ်နော်မုန်းဤအတွက်ကြောင့်ဒီမဟုတ်တာတောင်အဟုတ်လုပ်ပြီးသာသာထိုးထိုးဒုက္ခရောက်အောင်လုပ်တာကြတော့ဒေါသဂတိလို့ခေါ်တယ်။ကောင်းမကန်လုံးသိမလုံးသိမသိလို့ဒီဆုံးဖြတ်ခြင်းဟာဆုံးဖြတ်လိုက်တာမောဟဂတိလို့ခေါ်တယ်
အေဒီလူကတော့သူ့ကိုငါကဥပဒေရအေးအေးယူလိုက်မယ်လုပ်လိုက်မယ်ဆိုရင်သူကငါ့ကိုဒုက္ခပေးလိုက်မယ်ဆိုတာကြောက်တယ်ကြောက်သည့်အတွက်ကြောင့်သူ့ကိုဒုက္ခမပေးဘဲနဲ့လွတ်လိုက်တယ်ဆိုရင်ဘယဂတိလို့သူခေါ်တာဥပဒေဟာဥပဒေလမ်းကြောင်းဟာထင်ထင်ရှားရှားရှိရတဲ့နဲ့ခင်မင်မှုကိုအကြောင်းပြုခြင်းမုန်းတိမှုကိုအကြောင်းပြုခြင်းမသိမှုကိုအကြောင်းပြုခြင်းကြောက်လန့်မှုကိုအကြောင်းပြုခြင်းကြောင့်လူတွေဟာဥပဒေလမ်းကြောင်းကိုတိမ်းဆောင်းသွားအောင်လုပ်လို့ရှိကြတယ်တရားရေးမန္တန်ကြီးကိုရင်းရိုင်သွားစေတယ်ဆိုတော့အဲ့တော့တကယ်ပညာရှိပုဂ္ဂိုလ်တွေကဘယ်တော့မှတရားရေးမန္တန်ကိုရင်းရိုင်သွားအောင်မလုပ်ပါဘူးဘုရင်ကြီးကိုသူကပွင့်ပွင့်လင်းလင်းအဲ့ဒါလိုရှောက်တယ်အဲ့ဒါလိုရှောက်တဲ့အခါကျတော့ဘုရင်ကြီးကထပ်ပြီးတော့ပြောပြန်တယ်ယေနကေနစီဝနေနမုထုနာဓာရုနေနဝါဥဒရေဒီနမတ္တနာပစ္ဆဓမ္မသမစရိလောကမှာဂဏိခေတ်မှာလည်းပဲဒါမျိုးတွေရှိတယ်။နောင်ခါလာနောင်စေးဆိုတာမျိုးပေါ့။သူကလူတွေဟာတဲ့အနုနီးပဲဖြစ်စေအကျဉ်းနီးနဲ့ပဲဖြစ်စေတရားကိုအသာပေးထားလိုက်အောင်အခက်ခဲတွေကြော်လွှားနိုင်အောင်တော့ငါမဟုတ်တာလှုပ်လိုက်အောင်မှပဲဆိုတဲ့အတွေ့အရှိချတယ်။တရားနောက်မှပဲ။ဘာနဲ့တူတော့ဆိုတစ်ကျုပ်ဥပုသ်ဆောင်တဲ့နီးပေါ့။တစ်ကျုပ်ဆိုတဲ့ကောင်ကနည်းနည်းငယ်တယ်ကျက်တဲ့ငယ်တစ်ကျုပ်ကသူခုတ်เสียလိုက်တတ်เสียအကောင်မရှိဘူးအကောင်မရှိသည့်အတွက်ကြောင့်ကဲမရှိမဲ့တူတူတော့ငါဥပုသ်ဆောင်လိုက်အောင်မယ်ဆိုမျက်စိလေးမှေးပြီးတော့နေတယ်အဲ့နားလေးမှာစိတ်တကောင်ကဖြတ်သွားတဲ့အခါကျဟာဥပုသ်နောက်မှဆောင်တော့မယ်ဆိုဒီစိတ်ဖမ်းမှာပဲဆိုထားလိုက်သို့တော့အဲ့ဒီစိတ်ကသူ့မျက်စိအောင်ပျောက်သွားတဲ့အခါကျငါတိလမကြိုးသေးပါဘူးပြန်ဆောင်လိုက်အောင်မယ်ဆိုမျက်စိလေးအဲ့ဒါတစ်ကျုပ်ဥပုသ်လို့ခေါ်တယ်နောက်မှဥပုသ်ဆောင်တော့မယ်အခုတော့ယာတုံးယူမပဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒီလိုတချို့ပုဂ္ဂိုလ်တွေဟာတဲ့ကိုအခက်ခဲကြုံနေတဲ့အခါအခက်ခဲကိုဖြေရှင်းတာအရေးကြီးတယ်တရားဆိုတာနောက်မှပဲဆောင်းရှောက်တော့မယ်တရားတိုင်ကနောက်မှပဲဖြစ်စေတော့မယ်ဒီတစ်ခါတော့အကွက်ကောင်းမယ်ခွင်ကောင်းမယ်ဆိုယူလိုက်ပြန်တယ်ပေါ့နော်အဲ့ဒီလိုပညာမရှိတဲ့ပုဂ္ဂိုလ်အများစုဟာအခွင့်သာတုံးဆိုပြီးတော့လုံးလေးရှိကြတယ်တဲ့မင်းကဘာလို့မလုပ်တယ်လဲမင်းလည်းအခုခွင့်သာတာဘာလို့မလုပ်တယ်လဲလို့ဘုရင်ကြီးကမေးတယ်မေးတဲ့အခါကျတော့သူမလုပ်ချင်းအကြောင်းကိုပြောတယ်ရှင်မင်းကြီးတဲ့ရှင်မင်းကြီးဟာကျွန်ုပ်ရဲ့ဖခမည်းတော်ကိုရွာစားကြီးခန့်ပြီးတော့ဒီယာဓုဂုံသိစီစဉ်ဥစ္စာတွေနဲ့ချီးမြှောက်ခဲ့တယ်ကျွန်တော်မျိုးကိုလည်းပဲတကယ်ကိုသားအဖြစ်မွေးစားပြီးကျွန်ုပ်ကိုလည်းပဲနန်းတော်တဲ့အရာကိုခေါ်ယူပြီးတော့ချီးမြှောက်ခဲ့တယ်အရွယ်နဲ့မတန်အောင်ဂုဏ်တူးတွေနဲ့ချီးမြှောက်ခဲ့တယ်အဲ့တော့သင်မင်းကြီးဟာကျွန်ုပ်တို့ရဲ့ကျေးဇူးရှင်ဖြစ်ပါတယ်ကျေးဇူးရှင်ဖြစ်ပြီဆိုလို့ရှင်ယတ္တရုက္ခတသာယယနိတိတေယသေယဝနတ္တတသာခဝေစေယမိတ္တဒုဗ္ဗောဟိပပကောတပင်တပင်အောက်မှာအရိတ်ကလေးခိုးဘူးတယ်နေဘူးထိုင်ဘူးတယ်ဆိုရင်အဲ့ဒီအရိတ်ကိုထိုင်ဘူးတဲ့တပင်ရဲ့အကိုင်းခက်ကိုမချိုးမဖဲ့တဲ့မူတဲ့ချိုးဖဲ့ဖြက်စီးတဲ့ပုဂ္ဂိုလ်ဟာမိတ်ဆွေကိုပြစ်မှားတဲ့ပုဂ္ဂိုလ်မျိုးပဲဖြစ်တယ်လို့သူတို့ဟာလူကိုမပြောနဲ့အရေးနေအခက်ချိုးချိုးကျွန်တော်မျိုးဟာဘယ်တော့မှမစင်စားပါဘူးရှင်မင်းကြီးရဲ့ကျေးဇူးတရားတွေကိုဥထိတ်ထားပါတယ်လို့နော်လောကလူတွေကအရေးနေအခက်ချိုးချိုးဆိုတာရှိတယ်လေတစ်ပင်ရဲ့အရေးခံပြီးတော့ထိုတစ်ပင်ကိုဖြက်လို့ဖြက်စီလုပ်တာအဲ့ဒါမျိုးကိုတောင်းမလုပ်ပါဘူးဒါကြောင့်မို့လို့ကျွန်တော်ဟာယေရှုတည်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်ဘယ်တော့မှမလုပ်ဘူးဆိုတာကိုဘုရင်ကြီးယုံကြည်စိတ်ချရအောင်လို့ပြောတယ်ဆက်ပြီးတော့သူစကားကိုပို့ပြီးတော့ခိုင်မာအောင်ဗာပြောလဲဆိုရင်ယတ္တပိဓမ္မံပုရိသောဝိစဉ္ညာယေသတ္တကင်္ခဝိနယန္တိတန္တောတံဟိတဒီပင်္စပရာယနေသနတ္တေနမေတ္တိစရေထပညောပညာရှိပုဂ္ဂိုလ်ဆိုတာပုဂ္ဂိုလ်တူတယောက်စီကအ
အသိပညာလေးတစ်ခုရတာပဲဖြစ်စေနော်ယာရုကုန်သိစိစိဥစ္စာရတာပဲဖြစ်စေအသိပညာဓာတ်ပညာလေးရတာပဲဖြစ်စေကိုယ်တန်တရားရှိနေတဲ့အချက်လေးကိုသူကဖြည့်ရှင်းပေးလို့တန်တရားကဲအောင်ပြောပေးလို့ကိုယ်မှာရင်ထဲမှာရှင်းသွားတဲ့ပုဂ္ဂိုလ်မျိုးပဲဖြစ်စေအဲ့ဒီလိုကိုယ်ပေါ်မှာကျေးဇူးရှိတဲ့ပုဂ္ဂိုလ်မျိုးကိုဘယ်တော့မှမပြစ်မှားရပါဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးဟာကိုယ့်အတွက်အားကိုးစရာကိုးကွယ်ရာပုဂ္ဂိုလ်သားလည်းဖြစ်ပါတယ်သူနဲ့ဘယ်တော့မှမိတ်ဆွေအဖြစ်ကိုအဆုံးမသတ်စေရပါဘူးဘယ်တော့မှရန်သူဘဝရအောင်မလုပ်သင့်ပါဘူးရှင်မင်းကြီးဟာကျွန်ုပ်တို့သားအဖပေါ်မှာရားစွာကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ရှင်မင်းကြီးနဲ့ဘယ်တော့ခါမှမိတ်ဆွေပြတ်တဲ့အလုပ်မျိုးကိုမလုပ်ပါဘူးလို့ပြောပြီးတဲ့အခါမှာဘုရင်ကြီးကိုဆုံးမဩဝါဒပေးတဲ့အနေနဲ့အလက်တော်ဂိဟိကာမဘောဂိနတာရုဘုရင်ကြီးကိုဆုံးမမဲ့အဲမှာဘုရင်ကြီးတူးတဲ့မဟုတ်ဘဲနဲ့အလုံးကိုခြုံငုံပြီးတော့ရှင်မင်းကြီးတဲ့လောကမှာမိသားစုဘဝနေတဲ့ပုဂ္ဂိုလ်တယောက်ဟာကာမဂုဏ်အာယုန်နေနဲ့ပျော်ပါပြီးမိသားစုဘဝမှာနေတဲ့ပုဂ္ဂိုလ်ဟာအလုတ်မလုတ်ချင်မကိုင်းရင်လက်ကြောတင်အောင်မလုပ်ဘဲနဲ့ပြင်းတာဆိုတာလုံးဝမကောင်းပါဘူးနော်ဘဝမှာမိသားစုဘဝမှာနေရင်မပြင်းရဘူးပြင်းရင်ဘယ်တော့မှမကောင်းဘူးတဲ့ပပ္ပစီတောအတ္တညတောပပ္ပစီတောနတ္တရုမကောင်းမှုဒုစရိုက်တွေကခွာရှောင်ပြီးတော့သာသနာ့ဘောင်ဝင်တဲ့ယဟန်ပုဂ္ဂိုလ်တွေဟာလည်းပဲနှုတ်ကိုလည်းမဆောင်စည်းဘူးလက်ကိုလည်းမဆောင်စည်းဘူးဆိုတဲ့ကိုယ်နှုတ်နှလုံးကိုမဆောင်စည်းတဲ့ပုဂ္ဂိုလ်ဟာလုံးဝမကောင်းပါဘူးယဟန်ဖြစ်လာလို့ရှိရင်ယဟန်သိက္ခာနဲ့အညီစောင့်ဆောင်စည်းစည်းနေသင့်ပါတယ်ဟောယဟန်တွေကိုလည်းပြောတဲ့စကားမျိုးရာဇာနတ္တရုအနိတမကာရီတိုင်းပြည်အုပ်ချုပ်တဲ့မင်းဟာမဆုမဆန်သူများပြောတာနဲ့ယုံကိုစုံစမ်းစစ်ဆေးခြင်းမရှိဘဲနဲ့ဒါဘုရင်ကြီးကိုတိုက်ရိုက်ပြောလိုက်တာပဲเนาะဒါသူခိုးတာမဟုတ်ဘူးဆိုတာထင်ရှားနေရတဲ့နဲ့သူများပြောတာကိုယုံတယ်ယုံပြီးတော့အမိန့်တွေထုတ်တယ်เนาะစဉ်းစားဆင်ခြင်မှုမရှိဘဲနဲ့အရန်လှုပ်တတ်တဲ့မင်းမျိုးဟာဘယ်တော့မှမကောင်းပါဘူးဘုရင်ဆိုတာစဉ်းစားစားသူများပြောတိုင်းမယုံရပါဘူးကိုယ်သိဉာဏ်နဲ့ကိုယ်စဉ်းစားပြီးတော့အုပ်ချုပ်တင်ပါတယ်လို့ဘုရင်ကြီးကိုပြောပြီးယောပဏိတောကောရဏောနတ္တတုတဏ္ဍတတုပညာရှိဖြစ်နေလို့ရှိရင်လေဒါသူကိုယ်သူကိုပြောလိုက်တာပညာရှိဖြစ်နေပြီးတော့စိတ်တူတာအညိုတေးထားတာလုံးဝမကောင်းပါဘူးဒါကြောင့်မို့သူဟာပညာရှိမှုဘုရင်ကြီးကိုဘယ်တော့မှအညိုတေးမထားပါဘူးဘုရင်ကြီးကဘယ်လိုပဲမင်းပြမင်းနဲ့နေတဲ့ဒုက္ခပေးငါ့ကိုဒုက္ခပေးတယ်ဘုရင်ကြီးဆိုပြီးတော့ကျွန်တော်မျိုးဟာအမျက်ဒေါသရန်ညှိုးထားခြင်းမရှိပါဘူးအညိုတေးမထားပါဘူးဆိုတာကိုတိုက်ရိုက်မဟုတ်ဘဲနဲ့တွယ်ဝှက်ပြီးတော့ပြောလိုက်တာပဲဖြစ်တယ်ပေါ့ဒီအချက်မှာအလုံးကိုဆုံးမပြီးသားဖြစ်သွားဘုရင်ကိုလည်းဆုံးမပြီးသားဖြစ်တယ်ပညာရှိပုဂ္ဂိုလ်တွေကိုလည်းဆုံးမပြီးသားဖြစ်တယ်ယဟန်တွေကိုလည်းဆုံးမပြီးသားဖြစ်တယ်လူဝတ်တာမန်လူတွေကိုလည်းဆုံးမပြီးသားဖြစ်သွားတယ်ပြီးတဲ့အခါကျတော့ဘောဓရာပညာရှိကဘာပြောတော့ဆိုနိတမ္မခတ္တိယောကရိယာရှင်မင်းကြီးတိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုတာစူးစမ်းဆင်ခြင်ပြီးတော့အမှန်သိရမှလုပ်တင်ပါလေဘုရင်ဆိုတာအမြဲတမ်းစူးစမ်းဆင်ခြင်ပြီးမှလုပ်တင်တယ်အမိန့်တစ်ခုထုတ်မယ်ဆိုရင်အရင်မထုတ်သင့်ဘူးတိုင်းပြည်အုပ်ချုပ်တယ်ဆိုတာတည်တည်ချာချာစစ်ဆေးစုံစမ်းပြီးတော့မှလုပ်သင့်တယ်နာနိတမ္မဓိသံပတိတိုင်းပြည်အုပ်ချုပ်တဲ့မင်းဟာမစင်မကျင်သူများပြောတာယုံပြီးတော့ဘယ်တော့မှမလုပ်သင့်ပါဘူးနိတမ္မကာရိနောရာဇယသောကိတ္တိသဝတ္တတိဘယ်ကိစ္စမှာပဲဖြစ်ဖြစ်ဆင်ញင်တုံတရားနဲ့လုပ်မယ်ဆိုရင်ဂုဏ်သတင်းတွေကြော်စောမှုတွေတိုးတက်လာနိုင်ပါတယ်ပို့ပြီးတော့ကြီးပွားတိုးတက်နိုင်ပါတယ်ဘုရင်ဆိုတာဘယ်တော့မှမစင်မစားမလုပ်သင့်ဘူးဆိုတာကိုဘုရားလောင်းကဘုရင်မင်းကြီးကိုဩဝါဒပေးတာ
အဲ့ဒါလို့ဩဝါဒပေးလိုက်တဲ့အခါဘုရင်ကြီးကတန်တရားကင်းသွားတယ်တန်တရားကင်းသွားပြီးတဲ့အခါမှာသူနန်းတော်ကိုခေါ်ရခြင်းအကြောင်းကိုအဲ့ဒီကျမှပြောတယ်နော်ကဲမောဟဒရာပညာရှိလွန်ခဲ့တဲ့ညတွေတုန်းကထီးချက်ဆောင်နတ်သမီးကငါ့ကိုမေကွန်လေးဖို့လာမေးတယ်အဲ့ဒီမေကွန်လေးဖို့ကိုငါလည်းအဖြေမထုတ်နိုင်ဘူးဟောဒီပညာရှိဆိုတဲ့အမတ်ကြီးလေးယောက်လည်းအဖြေမထုတ်နိုင်ဘူးဒါကြောင့်မို့လို့ငါသားမဟောဒရာမင်းအဖြေထုတ်ပေးပါဆိုတဲ့အခါကျတော့ဘုရားလောင်းကကောင်းပါပြီရှင်မင်းကြီးကျွန်တော်ဖြေထုတ်ပေးပါမယ်ဘုရင်ကြီးကအဲ့ဒီချိန်မှာဘုရားလောင်းကိုဒီနေရာထိုင်ခင်းသေးသေးချာချာပေးပြီးတော့ဘုရားလောင်းဖြေမဲ့အဖြေကိုစောင့်စားတယ်ရှင်မင်းကြီးနတ်သမီးမေးတဲ့မေးခွန်းတွေကိုအမိန့်ရှိပါသူဖြေပါမယ်လို့ဆိုနတ်သမီးမေးတဲ့နံပါတ်1မေးခွန်းကဘာတော့ဆိုဟန္တိဟတ္ထေဟိပါဒေဟိမုခေသပရိသုဝတိတဝေရာဇပိယဟောတိကန္တေနတောဖိပတ္တိဆိုလိုတဲ့အဓိပ္ပာယ်ကဒုတိယဟာတဲ့နော်လက်နဲ့ထုခြေထောက်နဲ့ကမ်းမျက်နာကိုလက်သီးနဲ့ထိုးအဲ့ဒါလို့လှုပ်တဲ့ပုဂ္ဂိုလ်ကိုတဲ့အလုတ်ခံရတဲ့ပုဂ္ဂိုလ်ကပိုးပို့ပြီးတော့ချစ်လာတယ်တဲ့နော်ကိုယ်မျက်နာကိုလက်သီးနဲ့ထိုးခြေထောက်နဲ့ကမ်းအဲ့လိုလှုပ်တဲ့လူကိုပဲပို့ပြီးတော့အချစ်တွေပိုးလာတယ်အဲ့ဒါဘာကြောင့်လဲဘသူလဲဒီမေကောမေးလိုက်ဖျားလောင်ကချက်ချင်းဖြေတယ်ရှင်မင်းကြီးတဲ့ဒီမေကောကနတ်သမီးကသူရွယ်ပြီးတော့ပြောတာတဲ့သားအမိ2ယောက်ပါတဲ့နော်မိဘရှင်ခွင်ပိုက်ထားတဲ့သားကလေးကမိဘရဲ့မျက်နှာကိုလက်နဲ့ပုတ်နော်လက်နဲ့ပုတ်လက်သီးနဲ့ထိုးကလေးလေးကပေါက်ဆလေးကမိဘကိုရိုက်ဘယ်လိုပဲလှုပ်လို့မိဘကစိတ်မဆိုးတဲ့ပြင်ဒီကလေးလေးကိုပိုးပို့ပြီးတော့ချစ်လာတယ်ဒါတော့ပိုသိကြမှာပေါ့နော်အဲ့ဒီမိဘတွေဟာကလေးပေါက်ဆလေးကရိုက်ထားနှစ်ထားခြေထောက်နဲ့ကမ်းတာကိုသဘောတွေကိုကြားပြီးတော့အဲ့ဒီကလေးလေးကိုပို့ပို့ပြီးတော့ချစ်လာအဲ့ဒါဟာရှင်ခွင်ပိုက်သားကလေးပါပဲရှင်ခွင်ပိုက်ထားတဲ့သားကလေးရဲ့သားကလေးကိုရည်ညွှန်းပြီးတော့မေးတဲ့မေးခွန်းမှာလို့ဖြေလိုက်တော့နတ်သမီးကတခါတည်းပန်းနေနဲ့ကျဲပြီးတော့ဟုတ်လိုက်လေသူမေးတာဒါမေးတာနတ်သမီးကလည်းလူသဘောတွေအကုန်သိနော်လူတွေဘာလုပ်လို့ရှိတယ်ဆိုတာသားမိ2ယောက်ကလေးလေးခြိထားတဲ့အခါမှာကလေးလေးကဘလို့ပဲမျက်နှာပုတ်မိဘတွေကခြေနှံ့ရှင်မင်းကြီးဒုတိယမေခွန်းကိုမရှိပါလို့ဆိုဒုတိယမေခွန်းပါတော့အကောတတိယထာကမ္မအာဂမင်သတ္တအိသတိတဝေရာဇပိဟောတိကန္တေနတွာဖိပတ္တိနောက်မေခွန်းကတော့ကြိုက်တယ်လို့ဆဲတယ်တဲ့အဲ့လိုဆဲပြီးစိတ်ဆိုးမှန်ဆိုးနဲ့နင်သေးပါစေဟဲ့တော်တဲ့သွားရင်နင်ကြားကြီးကြိုက်ပါစေနဲ့ဆိုပြီးတော့ဆဲဆိုပြီးတော့ကြိမ်မောင်းပြီးတော့လွတ်လိုက်တဲ့လူကိုမြဲတမ်းပြန်လာစေခြင်းနဲ့မမြင်ရရင်မနေနိုင်ဘူးသူ့ကိုပို့ပြီးတော့ချစ်လာတယ်တဲ့အဲ့ဒါဘယ်ပုဂ္ဂိုလ်လဲအဲ့ဒါလဲမိဘနဲ့အရွယ်ရောက်စကလေးသားငယ်7နှစ်အရွယ်ရောက်ပြီအမေဖေကလက်တို့လက်တောင်းခိုင်းတယ်ငါသားဟိုသွားလိုက်စမ်းဆိုရင်မသွားခြင်းတော့ရော့အဆံပေးမယ်ရော့မုံမိုးကျွေးပေးမယ်မင်းငါခိုင်းတာလေးသွားလိုက်စမ်းပါဆိုဟုတ်ကဲ့လို့ဆိုပြီးမုံယူပြီးတော့အဲ့ဒါလန်တွေးတဲ့လူနဲ့ကစားနေတယ်ခိုင်းမိဘခိုင်းတဲ့နေရာမသွားဘူးမသွားတဲ့အခါကျသွားပြီလားဆိုမသွားဘူးမိဘကလိုက်တဲ့အခါထွက်ပြေးအမေကမမီဘူးနောက်ကလိုက်တာပြေးတဲ့အခါကျတော့နင်းတော့တောကျွဲမကြီးကခတ်ပါစေတောထဲမှာမင်းနင်းဒုက္ခရောက်ပါစေနဲ့အဲ့လိုမိဘကအမေလှုပ်တဲ့ပုဂ္ဂိုလ်ကဒီလိုအရွယ်ကလေးလေးမထိန်နိုင်တဲ့အခါချိန်ဆတယ်အဲ့လိုချိန်ဆပြီးလှုပ်လိုက်တဲ့ကလေးလေးဟာညအတော်လေးညနေစောင်းသည့်ထီအောင်ပြန်မလာရင်အိမ်ကနေမျောနေတာ
ငါကြောက်ပြီးတော့များမလာတာလားတဲ့ဆိုပြီးတော့အဲ့ကြမျောပြီးနော်မျောပြီးတော့သူ့ကိုလာစေချင်တာတဲ့လာစေချင်ပြီးတော့မလာတဲ့အခါဟိုကဆွေတွေမျိုးတွေအိမ်သွားပြီးတော့အိပ်ပြီးဆိုရင်ဒီကညတောင်အိပ်လို့မရငါပြောလိုက်တာကြောင့်မလာတာလားငါကြောက်ပြီးတော့မလာတာလားဆိုပြီးတော့လိုက်ရှာရလိုက်ရှာပြီးတွေ့တဲ့အခါကျတော့မလီပွေပိုက်ပြီးတော့ငါသားအမေကမလုပ်ပါဘူးနဲ့ဆိုပြီးတော့ပို့ပြီးတော့ချစ်သွားတယ်အဲ့ဒါ10နှစ်17နှစ်အရွယ်ကလေးငယ်နဲ့မိဘပါလို့ဖြေလိုက်တဲ့အခါကျတော့ဒါလည်းဟုတ်ပါတယ်ဆိုနတ်သမီးကဒီဖြေမှန်ပါတယ်ဆိုပြီးပန်းနေနဲ့ပူဇော်တယ်တဲ့နောက်တစ်ခါတတိယမေခွန်းကြတော့ဘာလို့ဆိုအဘခာတိအဘုတေနအလီနေနအလိကေနဖိတာရေတဝေရာဇပိယောဟောတိတံတေနတွာဖိပတ္တိဒါကဘာလို့ဆိုရင်ဇနီးမောင်နှံ2ယောက်အိမ်အောင်ကြကစားသို့မဟုတ်အိမ်အောင်ပြုထားတဲ့ဇနီးမောင်နှံ2ယောက်ဟာရံရံခါတယောက်နော်စကနာထိုးကြတာစကနာထိုးကြတာမပြောတော့ပါဘူးဒါတော့နော်စကနာထိုးကြတယ်ဒီမဟုတ်မတရားတယောက်ဆွဆွဲတယ်နေဟိုကောင်းတဲ့လွတ်ကင်လာတို့ဘာတို့အဲ့ဒါလို့စကနာထိုးပြီးရင်အဲ့ကြရင်ပိုချစ်သွားကြပြန်ရောတဲ့အဲ့ဒါဘသူတုံးလို့ဆိုတော့အဲ့ဒါဇနီးမောင်နှံ2ယောက်ပါလို့လူတွေရဲ့သဘောကိုဒီနတ်သမီးကသိပြီးတော့ဒီမေးခွန်းလေးကိုမေးလိုက်တာအဲ့တော့မောဒရာပညာရှိကဒါဇနီးမောင်နှံ2ယောက်ချားမှာဒီလိုတယောက်နဲ့တယောက်ဆွဆွဲမဟုတ်တရားတွေပြောပြီးတဲ့ခါကျသူတို့2ယောက်ဟာပို့ပြီးတော့ချစ်ခင်သွားကြတယ်ဆိုတာဟာဇနီးမောင်နှံ2ယောက်ကိုရည်ညွှန်းတာပါလို့ဆိုနတ်သမီးကဟုတ်လေဆိုပြီးတော့ပန်းနေနဲ့ပူဇော်တဲ့နောက်ဆုံးမေးခွန်းကြတော့ဘာတော့ဆိုဟရံအနိစ္စပနိစ္စဝဋ္ဌသေနသနာနိစ္စအညတတုဟရာတန္တာတေဝေရာဇပိယဟောတိကန္တေနာတွာဘိပတ္တိပုဂ္ဂိုလ်တယောက်ဟာတဲ့ထမင်းပေးလိုက်လဲစားစရာပေးလိုက်လဲယူသွားတာတောက်စရာပေးလိုက်လဲယူသွားတာအဝတ်အစားနေရာထိုင်ခင်းပေးလိုက်လဲယူသွားတာအဲ့ဒီဘာမှလည်းတုံ့ပြန်မလုပ်ဘူးယူသွားတာပဲရှိတယ်အဲ့ဒီလိုယူသွားတာကိုပဲအယူသမားတက်ကိုပဲကျင့်နှံ့နေတာတဲ့နော်ကျင့်နှံ့နေတာအဲ့ဒါပဲပုဂ္ဂိုလ်လေကိုပေးလိုက်တဲ့ပစ္စည်းတွေယူသွားတာပဲအယူတက်ပဲသူကရူပခန္ဓာတက်နော်အယူတက်ပဲသို့တော့ပေးရတဲ့လူကကျင့်နှံ့နေတာလေအဲ့ဒါဘာတော့ဆိုရင်ဘုန်းကြီးယဟန်နေဘုန်းကြီးယဟန်နေဘာပေးလိုက်ယူသွားတာပဲကုန်လို့နော်ဘာမှတော့လုပ်ပေးလိမ့်မယ်လို့မအောင်မေးနေတယ်အဲ့ဒါပဲတရားဓမ္မတွေကရှင်းတန်းနေတာအဲ့ဒါလို့ဖြေလိုက်တော့နတ်သမီးကဟုတ်လိုက်လေသူမေးတဲ့မိကုန်းတွေဟာအဖြေမှန်နေခုရပါပြီဆိုပြီးနတ်သမီးကယရနာပန်းချင်းနဲ့ယရနာတွေထည့်ပြီးတော့မောဒရာကိုပူဇော်တယ်အဲ့ဒီအချိန်မှာမေခွန်းလေးဖို့ရဲ့အဖြေကိုရတဲ့အခါမှာဘုရင်ကြီးကလည်းကျေနပ်သွားပြီဒီမေခွန်းလေးဖို့ဖြေလိုက်တဲ့အခါမှာမောဒရာပညာရှိကိုဘုရင်ကြီးကဘာဂုဏ်ပြုလိုက်တုံးဆိုရင်သေနာပတိစစ်ဖို့ချုပ်ကြီးရာထူးခန့်အပ်လိုက်တယ်အဲ့ဒီအချိန်မှာဒီမေခွန်းဖြေတယ်အဲ့တော့စစ်ဖို့ချုပ်ကြီးဖြစ်သွားပြီဆိုတဲ့အခါမှာ तू ကနံပါတ်3ဖြစ်သွားတယ်ဝါစဉ်ကတက်သွားပြီနော်နံပါတ်1ကဘုရင်နံပါတ်2ကအိရှင်မင်းစစ်သူကြီးဆိုနံပါတ်3ရာထူးရသွားဟိုအမတ်တွေပါတွေကသူ့အောက်ကဖြစ်သွားတယ်နော်ရာထူးကစီနီယာနံပါတ်ကအဲ့ဒီနံပါတ်3ဖြစ်သွားပြီရာထူးအာနာအိရှင်မင်းရဲ့အောက်ကရာထူးအကြီးဆုံးပုဂ္ဂိုလ်ကသေနာပတိစစ်ဖို့ချုပ်ကြီးပဲအဲ့ဒီရာထူးကိုခန့်လိုက်တာပေါ့အေးမောဒရာပညာရှိရဲ့ပညာစွမ်းအားတွေကိုအာယုံပြုပြီးတော့ဘုရင်ကြီးကဂုဏ်ပြုတဲ့အနေနဲ့စစ်ဖို့ချုပ်ကြီးအဖြစ်ခန့်လိုက်တယ်ဒါဖရာလောင်းမောဒရာပညာရှိရဲ့ပညာစွမ်းအားနဲ့ပြဿနာတွေကိုပြည်လည်အောင်ဆောင်ရွက်နိုင်ခဲ့တဲ့မှတ်တမ်းတင်ထားတဲ့အရာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မောဒရာပညာရှိနဲ့သူ့ရဲ့ပညာစွမ်းအားတွေဟာမှတ်သားနိုင်ဝယ်ကောင်းသည့်အတွက်ကြောင့်တို့တွေလည်းအရာရာဆင်ញင်တုံတရားထားပြီးအသိပညာတိုးတက်အောင်
ကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီနှလုံးသွင်းပြီးပညာရှိအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဟောလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝိတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ချင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအိမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တဝန္တရွှေမြူဝမုံလူတည်းကြည်နုဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောင်လေးတဲ့ရောရှက်တင်ပြပီတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း